Hello, Mr. တငယ်ချင်းများအားလုံးမင်္ဂလာပါရှင်။ဒါတော့ပိုင်း Status Inquiry မှာပြန်လည်ကြိုဆိုပါရရှင်။ခုလိုပြင်မဲ့ video လေးကတော့ကြည့်နေတဲ့သူလေးတွေရဲ့စိတ်ထဲမှာပေါ့နော်။ကိုမျှော်လင့်ဆောင်စားနေတဲ့သတင်းစကားလေးတွေရှိတယ်ဆိုလို့ရှိရင်အဲ့မျှော်လင့်ဆောင်စားနေတဲ့သတင်းစကားလေးတွေကြားရတော့မှလားပေါ့နော်။အဲ့လေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးပါမယ်။မျှော်လင့်နေတဲ့သတင်းစကားဆိုတာကအမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်။တခြားကိုယ့်ရဲ့လုပ်ငန်းကိစ္စပဲပြည်စည်းစီးပွားရေးကိစ္စငွေကြေးကိစ္စပေါ့နော်။အမျိုးမျိုးသောအကြောင်းအရာကိစ္စတွေဒါမှမဟုတ်လို့ရှိရင်ဒီတရားနဲ့တရားကြားမှာဆက်သွယ်ရဖို့စောင့်နေတဲ့သူလေးတွေပဲဖြစ်ဖြစ်တနည်းအားနေပြီးတော့မှကိုသိချင်နေတဲ့သတင်းစကားလေးတွေမျှော်လင့်နေတယ်ပေါ့နော်ကြားဖို့အတွက်စောင့်နေတာမျိုးလေးတွေရှိရဲဆိုလို့ရှိရင်အဲမျှော်လင့်နေတဲ့သတင်းစကားလေးတွေကြားတော့မှလားပေါ့နော်အားလေးကိုကြည့်ပြတော့ပါမယ်အားတော့ generating ဖြစ်တာဆိုတော့ဒီအရန်ကြီးစိတ်ထဲမှာပေါ့နော်ကိုနဲ့တိုက်ဖို့တိုက်ဆိုင်ရမယ်ဆိုပြီးတော့မဟုတ်ဘဲနဲ့ကိုနဲ့တိုက်ဆိုင်တဲ့လောက်ပဲ energy တဲ့လောက်ပဲယူပေးပေါ့နော်ဟိုအကုန်လုံးနဲ့မတိုက်ဆိုင်ဘူးဆိုလို့ရှိရင်လည်းမိမိနဲ့ energy တဲ့လောက်ပဲယူပေးပါဒါလို့ကိုနဲ့ဘယ်ဟာမှဘယ်ဘလို့ယူလို့မှဖြေရမတိုက်ဆိုင်မှုလို့စားတယ်ဆိုလို့ရှိရင်တော့ဒီ routine လေးကိုကြော်သားပေးလို့ရပါတယ်ရှင်။ငင်းစောမိမိရဲ့စိတ်ကလေးကိုပေါ့နော်နည်းနည်းလေးစိတ်လေးတည်ငြိမ်အောင်ထားပြီးတော့ဒီကက်လေး၃ခုကြီးပေးထားတဲ့ကက်လေး၃ခုပေါ့နော်။အဲ့ဒီကနေပြီးတော့ဒီဘက်ဆောင်က group 1 group 2 group 3ပေါ့နော်။ဒီကက်၃ကက်ထဲကကိုမျက်စိထဲမှာကိုစိတ်ကိုအစွဲဆောင်နိုင်ဆုံးထင်ရှားဆုံးလို့ထင်တဲ့ကက်လေးတစ်ကက်ကိုရေးပြီးတော့မှအဖြေလေးကိုတိုင်းဆက်မှာတွားကြည့်ပေးပေါ့နော်။ဒါလိုကိုရတဲ့ခုတစ်ခုနဲ့ energy မကိုက်ဘူးလို့ယူဆရဲဆိုလို့ရှိရင်တခြားခုတစ်ခုကိုထပ်ပြီးတော့ရေးပေါ့နော်အဲ့လိုရေးကြည့်လို့မှကိုနဲ့မကိုက်ဘူးသက်ဆိုင်မှုလို့ကြောင်းရမတိုးလို့ထင်တယ်ဆိုလို့ရှိရင်တော့ဒီနေ့ကိုကြော်သားပေးလို့ရပါတယ်ရှင်အဲ့ဆိုလို့ရှိရင်ဒီကူကလေးကနေစပြီးတော့ကြည့်လိုက်ပါမယ်နော်ဒီကလေးပေါ့နော်ဒီကူကလေးကိုရေးထားတဲ့သူလေးတွေဒီကူကလေးတွေရဲ့စိတ်ထဲမှာဘဝမှာအခုလက်ရှိပေါ့နော်ကိုသတင်းစကားတစ်ခုခုမျှော်လင့်နေတာအားလေးနဲ့ပတ်သက်ပြီးတော့မှကြားတော့မှလားပေါ့နော်ကိုမျှော်လင့်ဆောင်စားနေတဲ့သတင်းစကားလေးတွေကြားတော့မှလားအဲ့လိုကြည့်ပြသွားပါမယ်ဟာမစ်ဟာမစ်ကလေးကိုမြင်တော့ကြလေကိုဒီကူဝမ်းလေးတွေဝေထားတဲ့သူလေးတွေအနေနဲ့อ่ะပေါ့နော်ကိုတခုခုစောင်းစားနေကြမျိုးရှိတယ်ဆိုလို့ရှိရင်အဲ့ဒီအရာလေးကိုဆက်ပြီးတော့မှနည်းနည်းလေးစိတ်ရှိလက်ရှိလေးနဲ့ထပ်ဆောင်နေရအောင်မယ်ဆိုတဲ့ပုံစံလေးပေါ့နော်ဒါဆိုလို့ရှိရင်ဒီရဲ့သူတော်စင်ပေါ့နော်ထားပါတော့နော်သူတော်စင်မဲ့ဖြစ်ဖြစ်သုံးတရားပေါ့နော်တယောက်ကဒီမှာဆိုလို့ရှိရင်မိရလေးတစ်ဖက်ကကန်ပြီးတစ်ဖက်ကဒီတောင်မွေးလေးပုံစံလေးပေါ့နော်အဲ့လေးကိုကန်ပြီးတော့မှသူတခုခုဒီမှာလမ်းလေးဟိုပေါ့နော်မျှော်ကြည့်နေတဲ့ပုံစံလေးတခုခုလာမဲ့လမ်းလေးပေါ့နော်ကိုယ့်စီကိုဟိုတရားရောက်လာမှလို့ဒါမှမဟုတ်လို့ရှိရင်ကိုမျှော်လင့်နေတဲ့အရာတခုခုရလာဖို့အတွက်သူမိရလေးတစ်ဖက်ကကန်ပြီးတော့မှစိတ်ရှိလက်ရှိနဲ့စိတ်ကိုဘောနော်ဒီမှာဆိုလို့ရှိရင်ဒီထဲမှာသူ့ရဲ့နှလုံးသားနေရာမျိုးမှာဘောနော်ရင်ဘတ်တဲ့မှာရင်ဝမ်းတဲ့မှာဒီမှာဆိုတာစိန်တုံးပုံစံမျိုးလေးပေါ့နော်လက်တောက်ပနေတာပေါ့နော်သူဖြစ်ချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့သူမျှော်လင့်ဆောင်စားနေတဲ့အရာနဲ့ပတ်သက်ပြီးတော့မှသူစိတ်ရှိလက်ရှိနဲ့ဆွဲမလျှော့ပဲနဲ့ဆက်ပြီးတော့မှသူဘောနော်ဆောင်စားနေဦးမယ်သူစူးစမ်းပန်းစားနဲ့ဆွဲမလျှော့ဘူးဆက်ဆောင်နေဦးမယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်ဒီကိုမျှော်လင့်နေတဲ့အရာတခုကလေနည်းနည်းလေးဒီမှာဆိုလို့ရှိရင်ပေါ့နော်လမ်းကြောင်းလေးနည်းနည်းလေးမဖြောင်ပြူတာမျိုးလေးရှိတယ်အခက်အခဲလေးတွေရှိတယ်ဒီမှာဆိုရင်အကွေးအကောင့်လေးတွေပေါ်တယ်ပေါ့နော်စီးတော့စီးစင်းနေတဲ့နေရာလေးတခုပေါ့နော်ရေစီးစင်းနေတဲ့ပုံစံလေးတခုတော့မြင်နေတိုင်းပဲနည်းနည်းလေးအကွေးကောက်လေးတွေများတယ်ရန်ကြီးချောမွေ့နေတဲ့ပုံစံလေးတော့မမြင်ရဘူးပေါ့နော်ဒါကြောင့်မို့လို့ခုဒီကွန်လေးတွေကိုရေးထားတဲ့သူလေးတွေအနေနဲ့ကကိုမျောလင့်နေတဲ့သတင်းစကားကြောက်အောင်မယ်ဆိုရင်တော့မှပေါ့နော်ဆွဲမလျှော့ပဲနဲ့ဆက်ပြီးတော့မှစောင့်နေအောင်မယ်ဆိုတဲ့စောင့်အောင်မယ်ဆိုတဲ့ပုံစံလေးပေါ့နော်အဲ့လိုပုံစံလေးကိုတွေ့ရပါတယ်ကိုယ့်ရဲ့တိခတ်နိုင်မှုတွေကိုယ့်ရဲ့ဇွဲလုံးနာဝရိယရှိမှုတွေနဲ့ပေါ့နော်ကိုတောင်းခံပြီးတော့မှကိုယ်စိတ်ထဲကဒီမျှော်လင့်ချက်ရောင်ဒီလိုမစွန့်လွတ်ပဲနဲ့အချိန်ကြီးတော့ငါးစီကိုငါမျှော်လင့်တဲ့တဲ့စကားရောက်ကိုရောက်လာမယ်ငါစူးစမ်းထားတဲ့အရာလေးတွေဖြစ်လာမှာဆိုတော့ညွှန်ကြည့်ချက်လေးနဲ့ပေါ့နော်ဒီချက်လေးနဲ့ဆက်ပြီးတော့မှစောင့်နေရတဲ့အနေအထားလေးကိုတွေ့ရပါတယ်ဒီချိုလေးတွေကမျှော်လင့်နေတဲ့နည်းနည်းလေးကြာပြီပေါ့နော်စောင့်စားနေတာနည်းနည်းကြာပြီဆိုတဲ့ပုံစံလေးကိုလည်းတွေ့ရတယ် This also was This also was ကိုမျှော်လင့်နေတဲ့အရာနဲ့ပတ်သက်လို့ရှိရင်ကိုကဒီပြည့်ပြည့်သားသားပဲဒီဘယ်လိုပြောလဲပြတ်သားတယ်ဆိုတဲ့ချက်က
င်းတင်ရှားရှားနဲ့ပေါ့နော်ကိုပါကြောင့်မလို့ဒီသတင်းကိုဆောင်စားနေရတယ်ကိုဖြစ်ချင်တဲ့အရာတခုအဲ့ဒီအရာတခုကိုကိုယ်တိုင်ကပြပြသားသားတဲ့ခါဒါဖြစ်ကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့ယုံကြည်ချက်ဘယ်လိုပြောမလဲခိုင်မာတဲ့ဆုံးဖြတ်ချက်ပေါ့နော်တန်လေးတန်နေခိုင်မာတာဆုံးဖြတ်ချက်တွေခိုင်မာတာတရုံတရုံအခက်အခဲမျိုးနဲ့ကိုကနောက်ဆုံးမသွားတာမျိုးသူများတွေပြောလို့ကိုယ့်ဘက်ကနေပြောမှစိတ်လျှော့သွားမှမျိုးမဟုတ်ဘူးပေါ့နော်အပေါ်ရန်နောက်နဲ့ကိုကဒီဖြစ်ချင်တဲ့အရာတခုပေါ်မှာတရုံတရုံစိတ်ကလေးနဲ့မဟုတ်ဘဲနဲ့ကိုပြောချင်တာကဒီမှာဆိုလို့ရှိရင်လည်းအခုအတွင်းနဲ့နှလုံးသားတွေကဟိုအနိုင်ဆိုင်ဆုံးတနေရာနေပြောမှကိုရဲ့ဟိုစိတ်ဆန္ဒပေါ့နော်နက်နက်ဆိုင်ဆိုင်ဟိုဖြစ်ချင်တဲ့အရာနဲ့ပတ်သက်ပြီးကိုယ်တိုင်ကဒီရဖြစ်တဲ့ရှင်းရှင်းလင်းလင်းနဲ့ဒီအရာတစ်ခုနဲ့ပတ်သက်ပြီးတော့မှဖြစ်ကိုဖြစ်ရမယ်ဆိုတော့စိတ်လေးနဲ့ပေါ့နော်ခိုင်မာတဲ့ဆုံးဖြတ်ချက်လေးနဲ့အတူဒီဆန္ဒလေးတစ်ခုမျှော်လင့်နေတာစောင့်ဆိုင်နေတယ်ဆိုတဲ့အနေအထားလေးကိုလည်းတွေ့ရပါတယ်။နောက်တစ် file source ပေါ့နော်ကိုယုံကြည်တဲ့အရာတစ်ခုနဲ့ပတ်သက်လို့ရှိရင်ကတော့ကိုကဆွဲမလျှော့ဘူးပေါ့နော်ဘယ်လိုတွေနဲ့ပဲတက်ခိုင်းရပါစေဘယ်လိုခက်ခဲတွေပဲရှိနေပါစေကိုစိတ်ကအရှော့လုံးဝမပေးချင်တာမျိုးပေါ့နော်တယုံအခက်ခဲလာနဲ့နောက်ဆုံးမသွားချင်တာနည်းနည်းလေးအခက်ခဲလေးရှိရတဲ့စိတ်သက်ကြသွားတဲ့လူမျိုးမဟုတ်ဘူးပေါ့နော်အခက်ခဲရှိတယ်ဆိုရင်တော့မှဘာနည်းနည်းရင်ဆိုင်တိုက်ပွဲဝင်မယ်မဖြစ်ဖြစ်အောင်စူးစမ်းပြီးတော့မှရှေ့တူပြီးတော့မှဆောင်ရွက်မယ်ပေါ့နော်မရသေးဘူးဆိုရင်ဆက်ပြီးတော့မှရှောင်မယ်ဆက်စူးစမ်းမယ်ဒီတစ်ခုနဲ့မရရင်နောက်တစ်ဆင့်ထပ်စူးစမ်းမယ်ဒီတစ်ဆင့်နဲ့မရသေးဘူးဆိုလို့ရှိရင်နောက်ထပ်တွေပေါ့နော်ဆက်ပြီးတော့မှကိုယ်စိတ်ကဇွဲလုံးလဝရိယတွေခိုင်မာတာဆုံးဖြတ်ချက်တွေပြတ်သားတာကိုဖြစ်ချင်တဲ့အရာနဲ့ပတ်သက်လို့ရှိရင်ဘယ်လိုများရေကုန်ရေကမ်းပေါ့နော်ကိုယ့်ဘက်ကအတတ်နိုင်ဆုံးဇွဲလုံးလဝရိယရှိနဲ့စူးစမ်းဆောင်ရွက်တဲ့လူလေးတယောက်ပေါ့နော်အဲ့လိုလူလေးတယောက်လို့တွေ့ရတယ်ဒီမှာလို့ရှိရင်တော့ဒီဖြစ်ချင်တဲ့အရာတခုလွယ်လွယ်ကူကူနဲ့ကိုယ့်အတွက်မလွယ်ကူတဲ့အနေအထားလေးပေါ့နော်သူများတွေလွယ်ကူမယ်ပေါ့နော်ဒါပေမဲ့ဒီ program လေးတွေကိုရေးထားတဲ့သူလေးတွေအနေနဲ့ကဒီဖြစ်ချင်တဲ့အရာတခုကကိုယ့်အတွက်ကိုယ်တိုင်ကစူးစမ်းပြီးတော့ရယူရမယ်ဆိုတဲ့ပုံစံလေးကိုတွေ့ရတယ်ပေါ့နော်ဘယ်သူမှကိုယ်လာပြီးတော့ကိုညီတာမကူညီတာတဲ့ကိုယ်တိုင်ကဒီအရာတစ်ခုနဲ့ပတ်သက်ပြီးတော့မှရွရွချွန်စူးစမ်းဆောင်ရွက်မှဒီဆန္ဒလေးတစ်ခုကပြေးသွားမှာပြေးမြောက်မှာကိုယ်တိုင်ကလည်းအဲ့လိုမျိုးလုပ်ချင်တယ်ပေါ့နော်ကိုဖြစ်ချင်တဲ့အရာကိုကိုယ်တိုင်ပဲဖန်တီးချင်တယ်ပုံဖော်ချင်တယ်တိဆောက်ချင်တယ်ကိုယ်တိုင်ကိုယ့်ရဲ့အားနဲ့ကိုယ့်ရဲ့ဉာဏ်စွမ်းဝိရိယရှိမှုတွေနဲ့ပေါ့နော်ကိုယ်တိုင်တိဆောက်ချင်တယ်ဆိုတော့အဲ့လို energy လေးကိုဒီထဲမှာခံစားရပါတယ်နောက်တစ်ခုဒီမှာဆို 5 or 1ဒီမှာဆိုတော့5 or 1ပေါ့နော်ဒီမှာဆိုလို့မြင်တယ်ရှော့မပေးဘူးဘယ်သူတွေပါပဲလာပြီးတော့တိုက်ဖြတ်တားစီမင်းဟာမဖြစ်နိုင်ပါဘူးကွာလက်လျှော့လိုက်ပါတော့ဆက်လုံးမျိုးကနေတော့ပိုးပါပဲမရတော့ပါဘူးလို့ပြောလဲဆွဲမလျှော့ဘူးပေါ့နော်ကိုယ့်ရဲ့အစွမ်းရှိတဲ့မြအကုန်ထုတ်သုံးပြီးတော့မှကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကိုနည်းနည်းမှတုံ့လုံးမှုမရှိဘဲနဲ့ပေါ့နော်ဆက်ပြီးတော့မှတိုက်ပွဲဝင်သွားမဲ့လူမျိုးလေးတရားလို့တွေ့ရပါတယ်ကိုယ်အနေနဲ့ကိုဖြစ်ချင်တဲ့အရာတခုနဲ့ပတ်သက်ပြီးတော့မှအခုလက်ရှိထိတိုင်အောင်ပေါ့နော်ကိုတိုက်ပွဲဝင်နေရတယ်စူးစမ်းမန်းစားနဲ့ဆောင်ရွက်ရတယ်တို့လည်းခုနဲ့မဖြစ်နိုင်ဘူးဆိုတော့လည်းကိုယ်တိုင်ကလက်ခံထားတယ်ကိုယ်တိုင်ကလည်းသိရပေါ့နော်ဒါကြောင့်မလို့ကိုကဒီဖြစ်ချင်တဲ့အရာပေါ်မှာတယုံဟိုဖြစ်ချင်တဲ့စိတ်နဲ့မဟုတ်ဘဲနဲ့တကယ်ကိုစိတ်ထဲကနေပြီးတော့မှလိုက်နဲ့ကိုဖြစ်ချင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဒီဘလို့အခက်အခဲတွေပဲရှိဘလို့အကြောင်းမျိုးကြောင့်မှရိုင်လဲမသွားဘူးဆိုတဲ့ဆုံးဖြတ်ချက်မျိုးနဲ့ကိုကစတင်ခဲ့တဲ့အချိန်မှာကလေးကတယုံစိတ်မျိုးနဲ့မဟုတ်ဘဲနဲ့ဒီပြည့်ဆုံးဖြတ်ပြီးတော့မှကိုယ့်ရဲ့စိတ်ထဲကနက်နက်ရှိုင်းကိုယ်စိတ်ကိုလက်ဆိုင်ဆုံးကိုမြင်ပြီးတော့မှပေါ့နော်ကိုယ်စိတ်ထဲကတောင်းဆိုတဲ့အရာအတိုင်းပဲကိုကဖြစ်အောင်ဆောင်ရွက်မယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ကိုယ်စိတ်ထဲကတကယ်ဟိုအနဲ့ဆိုင်ဆုံးစိတ်အတွင်းထဲကဖြစ်ချင်တဲ့အရာတစ်ခုလို့ဒီမှာတွေ့ရတယ်ဖင်တော့ခတ်ကိုယ်တိုင်ကလည်းပေါ့နော်ဒီဖြစ်ချင်တဲ့အရာနဲ့ပတ်သက်လို့ရှိရင်ကိုယ့်ရဲ့ဆန္ဒတွေနဲ့ပတ်သက်လို့ရှိရင်တည်တည်ငြိမ်ငြိမ်လေးနဲ့ဘယ်လိုဖြစ်ရှင်းရမလဲဆိုတာလေးကိုပေါ့နော်အများတန်းတွေးတောနေတဲ့ပုံစံမျိုးလေးတွေစိတ်ပိုင်းဆိုင်ရာစိတ်ရှိလက်ရှိလေးနဲ့ပေါ့နော်သူများတွေကိုခဏတစ်ဖြုတ်နဲ့ဖြစ်ချင်တာမျိုးသူများတွေဖြစ်ချင်တယ်လို့ကိုယ်ကလိုက်ဖြစ်ချင်တာမျိုးမဟုတ်ဘူးနဲ့ကိုယ့်ရဲ့အတွင်းစိတ်အဲကိုကလိုက်နဲ့ဖြစ်ချင်တဲ့အရာတစ်ခုအဲ့ဒီအရာတစ်ခုနဲ့ပတ်သက်ပြောတဲ့ကိုယ်တိုင်ကပေါ့နော်ဒီစိတ်ရှိလက်ရှိလေးနဲ့စိတ်နှလုံးနူးနူးထွေးထွေးဤဟိုဘယ်လိုပြောမလဲစိတ်ရှိလက်ရှိလေးနဲ့ဆက်ပြီးတော့မှဆောင်ရွက်မယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အခုကြလို့ရှိရင်ကိုလိုချင်တဲ့အနေထားလေးတစ်ခုလှပတဲ့အရာလေးတွေကိုပေါ့နော်ပိုင်ဆိုင်ခွင့်ရမှာမျိုးလေးတွေကိုယ့်ရဲ့
ရွရွချွန်ချွန်စူးစမ်းဆောင်ရွက်မှုတွေအသီးပွင့်တွေကိုပေါ့နော်ခံစားရမှာမျိုးလေးတွေတွေ့ရတယ်နောက်လည်း Wheel of Fortune ပေါ့နော်Wheel of Fortune နဲ့ Queen of Cups ကိုတွေ့တဲ့အကြောင်းအတွက်ကြောင့်မလို့ကိုတန်းကအဲ့လိုမျိုးဇလွန်လာဝရိယရှိနဲ့တော်ရုံခက်ခဲမှုတွေလောက်ကိုမမှုပဲနဲ့ပေါ့နော်အဲ့အခက်အခဲတွေကိုစူးစမ်းပြီးတော့မှမရမနေတိုက်ပွဲဝင်ပြီးတော့ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့အဲ့ကိစ္စရကမကြခင်မှာပေါ့နော်ဒီဂူဝမ်လေးတွေစီကိုပြပြဝဝနဲ့အလှပဆုံးခုပွင့်လာမှမျိုးလေးတွေဒီမှာဆိုလို့ရှိရင်လည်းဂျာပန်လေးတွေကလုံးဝလှပပွင့်လန်းနေတာပေါ့နော်လက်ထက်မှာလည်းတပွင့်ကင်ထားသေးတယ်ဒီမှာဆိုလည်းကြည်နဲ့ပေါ့နော်ဒီ Queen of Cups ဒီမျိုးသမီးတွေကဆေးရှိလက်ရှိသူ့ရဲ့အောင်မြင်မှုလေးကိုပေါ့နော်တယူတရားနဲ့နည်းနည်းနိုးလေးကြည်နေတာမျိုးလေးတွေကြည်နဲ့နဲ့မျက်နှာလေးကပြုံးပြီးတော့ပေါ့နော်ကျင်းနေတာမျိုးလေးတွေဖိဖြစ်နေတာမျိုးလေးတွေကိုစူးစမ်းမှုကိုယ့်ရဲ့စူးစမ်းမှုရလက်လေးတွေအကောင့်ထဲပေါ်လာတာမျိုးလေးကိုကျင်းတဲ့ PT ဝမ်းမြောက်နေတဲ့ပုံစံလေးပေါ့နော်အဲ့လိုပုံစံလေးကိုခံစားရပါတယ်ဒီမှာဆိုလဲ Wheel of Fortune ကိုယ့်အတွက်ကကြမှာကကိုယ့်ကိုအချိန်ပေးမဲ့ကိုယ့်လှည့်ပေါ့နော်ကိုယ့်ရဲ့စူးစမ်းမှုတွေကိုဘယ်လိုပြောမလဲလက်ခုပ်အော်ပါပေးတာမျိုးကိုယ့်ရဲ့စူးစမ်းမှုတွေကိုအတိမတ်ပြုတာမျိုးအဲ့လိုပုံအဲ့အချိန်လေးတစ်ခုရောက်လာလိမ့်မယ်ပေါ့နော်ကိုယ့်ရဲ့အားကျုံမှန်တဲ့ရုံတိုင်ဆောင်ရမှုတွေစူးစမ်းမှုတွေသူများတွေထက်ထူးပြီးတော့မှသူများတွေထက်တာလုံးတဲ့ကိုယ့်ဘက်ကပေါ့နော်ဝရိယရှိမှုတွေဇွဲလုံးလာဝရိယရှိမှုတွေစိတ်ရှိမှုတွေတယုံနဲ့ပြိုလဲမသွားတဲ့စိတ်ဓာတ်တွေအဲ့ဒီအကျိုးဆက်ကိုပေါ့နော်နောက်ဆုံးကြလို့ရှိရင်ဒီဝမ်လေးတွေကတည်တည်ဝဝခံစားရပါမယ်ကျင်းနေရမယ်ပေါ့နော်ကိုယ့်ရဲ့စူးစမ်းမှုအသေးပွင့်လေးတွေကိုကိုယ်တိုင်းခံစားရပါမယ်ဆိုတာလေးကိုဒီထဲမှာတွေ့ရပါတယ်ဒီမှာဆိုတော့ ASOS Pentacle ပေါ့နော်တကယ်ကိုအတွက်လေးဘယ်လိုပြောများတဲ့ထပ်ထူးခဲ့တဲ့ဘဝလမ်းကြောင်းအသက်တစ်ခုပေါ်ပေါက်လာတာကိုယ့်ရဲ့လမ်းကြောင်းမှာပေါ့နော်ကိုရှောင်နေတဲ့လမ်းကြောင်းမှာပဲကိုယ့်ရဲ့ဘယ်လိုပြောမလဲအနာဂတ်တစ်ခုကိုထောက်ပံ့ဖြစ်စေမဲ့လမ်းကြောင်းအသစ်တွေပေါ့နော်ကိုယ့်ဘဝထဲမှာဝင်ရောက်လာတာစစရရကောင်းခြင်းမင်္ဂလာတွေအဖျားဖျားနဲ့ပေါ့နော်ပွင့်လန်းလာမဲ့လမ်းကြောင်းတွေကိုယ့်ဘဝထဲမှာတစ်ခုဝင်ရောက်လာတဲ့ပုံစံမျိုးလေးကိုလည်းဒီထဲမှာတွေ့ရပါတယ်ပြောမယ်ဆိုတော့ဒီတန်ကောင်းခြင်းမဟုတ်ဘူးပေါ့နော်အရာအလုံးကဂရုလေးတွေရဲ့စူးစမ်းအားထုတ်မှုကြောင့်မလို့တစ်ခုကောင်းတဲ့အရာလေးတွေက step by step တစ်ဆင့်ပြီးတစ်ဆင့်ပေါ်ပေါက်လာမှာဘဝမှာလေအခက်အခဲလေးတွေဘယ်လောက်ပဲရှိခဲ့ကိုယ်တိုင်ကအဲ့အခက်အခဲတွေပေါ်မှာဘယ်လိုပြောမလဲစိတ်ပြညီငွေ့မနေပဲနဲ့အဲ့ဒီအရာတစ်ခုတစ်ဆင့်ပြီးတစ်ဆင့်ဆက်ရှိလက်ရှိဉာဏ်ပညာဝရိယရှိနဲ့ကြော်ဖြတ်ခဲ့တဲ့အချိန်တွေကကိုယ်ပြန်ပြီးတော့မှပေါ့နော်ကောင်းကျိုးပြုတာကိုယ့်ရဲ့စူးစမ်းမှုရလက်တွေကြောင့်မလို့ကိုယ်ဘဝကနောက်ကြလို့ရှိရင်ပေါ့တဖြည်းဖြည်းနဲ့လမ်းကြောင်းတွေပို့ပြီးတော့ပွင့်လာတာကိုမျှော်လင့်ထားတဲ့လမ်းတွေထက်ပိုကောင်းတဲ့လမ်းကြောင်းတွေပေါ်ပေါက်လာတာမျိုးလေးပေါ့နော်ကိုမမျှော်လင့်နိုင်တဲ့ကိုယ်စိတ်ကူးတောင်မှစိတ်ကူးရကနေပုံဖော်လို့မရတဲ့အနေအထားလေးတွေကိုယ့်ဘဝထဲမှာလမ်းကြောင်းတွေပေါ့နော်တစ်ခုပွင့်လန်းလာတဲ့အနေအထားလေးကိုဒီထဲမှာတွေ့ရပါတယ်那 solution နဲ့7 or 1ဒီခွင့်သမားလေးတွေကလေဘယ်တော့မှဘလို့ပဲဖြစ်နေပါစေပေါ့နော်ဘယ်လိုပြောစူးစမ်းအားထုတ်မှုတွေကရက်တက်မသွားပဲနဲ့ဒီအဲ့ကိုရအဆင့်တစ်ခုမှရောက်နေတယ်အဲ့အဆင့်တစ်ခုမှပဲနောက်ထပ်ပိုကောင်းတဲ့ level တစ်ခုကရောက်လာတာမျိုးအဲ့ level ရောက်တိုင်းမှာလည်းဆက်ပြီးတော့မှစူးစမ်းသွားတဲ့အနေအထားလေးပေါ့နော်ခွင့်သမားလေးတွေကကျတော့ဒါမှတော့ကိုလိုချင်တဲ့အရာတစ်ခုဒီမှာရသွားပြီငါတော့တော်ပြီရက်လိုက်ပြီငါဖြစ်ချင်တဲ့အရာတစ်ခုကရပြီပဲနောက်ထပ်ငါဘာမှဆက်လုပ်ဖို့မလိုတော့ဘူးအဲ့လိုမဟုတ်ဘဲနဲ့ခွင့်လေးတွေကကျတော့ကိုစူးစမ်းမှုရတဲ့တစ်ခုကိုရပြီးတဲ့အချိန်မျိုးမှာနောက်ထပ်ကိုကစူးစမ်းနေတဲ့အတွက်ကြောင့်မလို့တခြားလမ်းကြောင်းတွေကလည်းတစ်ခုပေါ့နော်ကိုဘွားထဲမှာဘယ်လိုပြောမလဲမမျှော်လင့်ထားတဲ့အနေအထားမျိုးတွေနဲ့ကောင်းခြင်းတွေရောက်လာတယ်ပေါ့နော်အဲ့ရောက်လာတဲ့အနေအထားတိုင်းမှာကိုကအမြဲတမ်းပဲ challenge ဖြစ်နေတာပေါ့နော်ဒီရောက်လာတဲ့စိတ်ခေါ်မှုအသစ်တွေကိုထပ်ပြီးတော့မှစူးစမ်းရင်းနဲ့ဒီမှာဆိုရင်7 or 1ဘယ်တော့မှရက်တက်မသွားတဲ့ကိုရဲ့စိတ်တက်ကပေါ့နော်ပြောလို့ရှိရင်ကိုဘာပဲလုပ်လို့ကိုကစိတ်ပါလက်ပါကိုဘွားရဲ့လောက်ကဆောင်ရွက်နေတဲ့လမ်းကြောင်းတွေမှန်တယ်များပဲအရာပဲဖြစ်ပေါ့နော်စိတ်ပါတတ်ပါနဲ့ကိုကဆောင်ရွက်တာမျိုးစူးစမ်းတာမျိုးကိုယ်တိုင်ကလည်းအဲ့လိုမျိုးပေါ့နော်စူးစမ်းခြင်းစိတ်ရှိတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးမှာဒီမှာ ASOS 1ပေါ့နော်ကိုဘလို့ကအရာမျိုးမှမတားဆီးနိုင်တော့ဘူးမတားဆီးနိုင်တော့အောင်အားလုံးကကိုယ့်လက်ထဲမှာကိုဖြစ်ချင်တဲ့အရာတွေကတဖြည်းဖြည်းချင်းနဲ့ပေါ့နော်ရုံလုံးပေါ်လာတာတစ်ခုကိုယ့်လက်ထဲမှာပိုင်ဆိုင်ခွင့်တွေရလာတာအဲ့လိုမျိုးဒီထဲမှာတွေ့ရတယ်ပေါ့နော်
ကိုဘွားမှာကိုရန်ကစူးစမ်းမှုတွေရက်တက်မသွားတဲ့အတွက်ကြောင့်မလို့ဘွားမှာကထက်ကတစ်ခုဖြစ်တဲ့ခု level up ဖြစ်လာတဲ့ပုံစံလေးပေါ့နော်ဘွားမှာကိုမျောလင့်ထားတဲ့အရာတွေတက်ပိုကောင်းမွန်တဲ့လမ်းကြောင်းတွေပေါ်ရောက်လာတာနောက်ဆုံးကြလို့ရှိရင်တော့ကိုရတယ်မှာကိုဖြစ်ချင်တဲ့အရာတွေကအရာအလုံးကချောချောမွေ့မွေ့နဲ့ကိုနားမှာတရကန်းမှာရှိနေတာမျိုးဘလို့အရာမှကိုမတားဆီးနိုင်တဲ့အနေအထားမျိုးနဲ့ပေါ့နော်စွမ်းအားတွေပါဝါတွေတစ်ခုတိုးလာတာနောက်ဆုံးကြလို့ရှိရင်ဒီဘဝသမားလေးတွေကအခက်အခဲတွေကိုအားလုံးရင်ဆိုင်ကြော်ဖြတ်ပြီးတဲ့အခါမျိုးမှာကိုဘဝမှာကအခက်အခဲဆိုတာမျိုးမရှိတော့ဘဲနဲ့တစ်ခုကိုလက်ထက်မှာပိုင်ဆိုင်ခွင့်ရလာတာမျိုးပေါ့နော်ကိုဖြစ်ချင်တဲ့အရာတွေကခဏလေးအတွင်းမှာပဲကိုနားကိုရောက်လာတာကိုတက်ထဲမှာပဲဒီဖြစ်ချင်တဲ့စိတ်ဆန္ဒတွေအကုန်လုံးကအရာအလုံးပုံပေါ်လာတာပေါ့နော်ရုံလုံးတွေကြွလာတာကိုဖြစ်ချင်တဲ့အရာမှန်တယ်များဖြစ်နိုင်အောင်လုပ်နိုင်အောင်ပေါ့နော်ပါဝါတွေတစ်ဖြည်းဖြည်းနဲ့တိုးပွားလာတယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရပါတယ်နောက်ဆုံးကြလို့ရှိရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ဘဝသမားလေးတွေရဲ့ energy ကလေအစာပိုင်းမှာကိုယ်ကစိတ်ရှိတဲ့ရှင်နဲ့သိခံရမယ်ကိုဖြစ်ရှင်တဲ့အရာပေါ်မှာဇွဲလုံးလာဝရိယရှိရမယ်စိတ်ရှိရမယ်ပြတ်သားရမယ်ပေါ့နော်ဘယ်လိုခက်ခဲရှိနောက်မဆုတ်ပဲနဲ့ရှေ့ဆက်တိုးနိုင်တဲ့တတိတွေခွန်အားတွေရဲ့အကျိုးရလဒ်တွေကိုခံစားပြီးတဲ့နောက်မှာတဖြည်းဖြည်းချင်းနဲ့ကိုယ်တကောင်းမွန်တဲ့အရာတွေတခုမကပေါ့နော်လမ်းကြောင်းတွေကိုနားကိုရောက်လာတာအဲ့ပေါ်ပေါက်လာတဲ့လမ်းကြောင်းပေါ်မှာလည်းကိုယ်ကဆက်ခါထပ်ပြီးတော့မှစူးစမ်းတဲ့အတွက်ကြောင့်နောက်ဆုံးကြလို့ရှိရင်ကိုယ်မှာဘာမဆိုဖြစ်အောင်လုပ်နိုင်တဲ့ဆွမ်းအားတွေက automatic ပေါ့နော်ဘဝထဲမှာသူ့အလိုပေါ်ပေါက်လာတာမျိုးလေးပေါ့နော်ဘယ်လိုခက်ခဲမှကိုယ်ကိုမတားဆီးနိုင်တော့တာကိုယ့်ရဲ့ဘဝမှာဖြစ်ချင်တာတွေကတခုမဟုတ်တော့ဘဲနဲ့ပေါ့နော်ဖြစ်နိုင်တဲ့များကိစ္စတွေအားလုံးကကိုယ်တိုင်ရဲ့ဆွမ်းအားတွေကြောင့်မလို့ပေါ့နော်ဘဝမှာကအခက်အခဲဆိုတာမရှိတော့အောင်အားလုံးကကိုယ့်လက်ထဲမှာပဲဘောနော်တဖြည်းဖြည်းချင်းရောက်လာတာလေးကိုတွေ့ရပါတယ်အကြောင်းမလို့ဘဝသမားလေးတွေအနေနဲ့ပေါ့နော်ကိုမျှော်လင့်ဆောင်သားနေတဲ့တဲ့စကားတွေရှိတယ်ဆိုလို့ရှိရင်ပြေးဝလာပါလိမ့်မယ်ကိုကပေါ့နော်ကိုဘက်ကတော့ဘယ်လိုပြောမလဲဆုံးဖြတ်ချက်တွေခိုင်မာနဲ့ကိုဖြစ်ချင်တဲ့အရာပေါ်မှာဆွဲမလျှော့ပဲနဲ့ပေါ့နော်ဒီဇိုင်းမှန်နဲ့စူးစမ်းရမယ်တော်အခက်အခဲတွေနဲ့ပြိုလဲမသွားပဲနဲ့စိတ်ရှိလက်ရှိသိခံပြီးတော့ပေါ့နော်ကိုဖြစ်ချင်တဲ့အရာကိုတိတိကျကျတက်သားနဲ့ကိုစိတ်ကိုပိုင်းဖြတ်ပြီးတော့စိတ်ရှိလက်ရှိနဲ့စူးစမ်းဆောင်ရမယ်ဆိုလို့ရှိရင်ဒီလိုအနေထားလေးတွေပေါ့နော်မကြခင်မှာရှိလာပါလိမ့်မယ်အနည်းဆုံးပေါ့နော်တစ်နှစ်လောက်အတွင်းမှာတစ်ဖြည်းဖြည်းချင်းရုံလုံးပေါ်လာလိမ့်မယ်အဲ့နောက်ပိုင်းမှာထပ်ပြီးတော့အားလုံးကကိုဘွားထဲမှာပဲကိုလက်ထဲမှာပဲဖြစ်သွားမယ်ပေါ့နော်ကိုလက်ထဲမှာပဲကိုဖြစ်ချင်တဲ့အရာတွေတစ်ခုကိုကိုရိုင်းကပါဝါတွေကိုစုပ်ကင်ထားနိုင်တဲ့အနေအထားမျိုးလေးကိုဒီထဲမှာတွေ့ရပါတယ်အားလည်းတော့ဘဝသမားလေးတွေတက်ကြည့်ပေးထားတာဖြစ်ပါတယ်ရှင်အားလုံးနဲ့ energy ကြိုက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်နောက်ထပ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲဆို group 2လေးစီကိုသွားလိုက်ပါမယ်ဒီကလေးပေါ့နော် group 2ကိုရေးထားတဲ့သူလေးတွေအတွက် group သမားလေးတွေရဲ့ဘဝမှာ group 2လေးတွေမျှော်လင့်ဆောင်သားနေတဲ့သတင်းစကားလေးတွေရှိတယ်ဆိုလို့ရှိရင်အဲ့သတင်းစကားလေးတွေကိုကြားတော့မှလားပေါ့နော်အားလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးတော့ပါမယ်Ten of Pentacles နဲ့Ten of Pentacles Justice Precious Oneဘုရားသမားလေးတွေကကိုယ့်ရဲ့နည်းနည်းတဲ့စကားတွေကြားရတော့မှလားဆိုလို့ချင်းမကြခင်မှာပေါ့နော်အဲ့ရတဲ့ဘက်အနေငယ်လာပိုင်းအတွင်းလောက်မှာပဲကိုပြစ်ချင်တဲ့အရာလေးတွေကတဖြည်းဖြည်းချင်းနဲ့ကိုမျှော်လင့်နေတဲ့စကားတွေကြားတော့မှလေးကိုတွေ့ရပါတယ်ဒီဘုရားသမားလေးတွေအနေနဲ့ကဘဝမှာငွေကြေးလောက်ကိုင်းမိသားစုကိစ္စတွေပေါ့နော်ကိုဘဝမှာလမ်းကြောင်းကိုရှောင်နေတဲ့လမ်းကြောင်းပေါ်မှာတဖြည်းဖြည်းချင်းနဲ့ပို့ပြီးတော့မှပေါ့နော်ကြီးထွားလာတာကိုယ့်ရဲ့အောင်မြင်မှုတွေပို့ပြီးတော့မှအရှိန်အဝါတွေရလာတာနာမည်တွေပိုရလာတာလူများကြားမှာကိုယ်ကပို့ပြီးတော့ထင်ပေါ်လာတာမျိုးပေါ့နော်သူများတွေကကိုယ့်ကိုအားကြရလာတဲ့အနေအထားတစ်ခုကိုရောက်လာတာကိုယ်တိုင်ကသူများတွေကိုလမ်းညွှန်ပြသပေးရတာခေါင်းဆောင်တယောက်လိုမျိုးပေါ့နော်ဩဇာအာဏာပေးရတာသူများတွေရဲ့ဘယ်လိုပြောမလဲအမြင်ကိုသူများတွေအမြင်မှာကိုယ်တိုင်ကပါဝါတွေကြီးလန့်ပါဝါတွေတဖြည်းဖြည်းချင်းနဲ့ရလာတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်တကယ်လို့ဒီခုသမားလေးတွေအနေနဲ့ကလေစီးပွားရေးလုပ်ငန်းကိစ္စတွေမှာပေါ့နော်အကျိုးမြတ်ရဖို့မှာမျှော်ရင်းနှီးမြှုပ်နှံထားတဲ့ကိစ္စတွေပြန်ရဖို့စောင့်နေတာမျိုးငွေရေးကြေးတွေပြန်ပြီးတော့မှပိုင်ဆိုင်ရဖို့ငွေရေးကြေးတွေကိုတက်လွန်ထားတဲ့ငွေတွေပြန်ရမှာမျိုးတချို့ကကြလည်းဒီလုပ်ငန်းခွင်ရာထူးတိုးဖို့စောင့်နေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်းကိုမျှော်လင့်နေတဲ့သတင်းတွေပေါ့နော်ကြာခင်မှာမြန်မြန်ဆန်ဆန်လေးရောက်လာပါလိမ့်မယ်ဒီခုသမားလေးတွေဘဝမှာပေါ့နော်အလုံးစုံဒီ5 လအတွင်းမှာပဲဒီကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေတဖြည်းဖြည်းချင်းနဲ့ကိုနာကိုရောက်လာပါလိမ့်မယ်မျှော်လင့်နေတဲ့စကားတွေကြားရပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင် justice energy နဲ့ပေါ့နော်တချို့တခုတတိထားမှာကတော့တချို့လေးတွေအနေနဲ့ကိုက
ကောင်းတာတွေလုပ်ခဲ့တဲ့သူများတွေပေါ်မှာတရားမျှတခဲ့တဲ့အမှန်ကန်တဲ့အရာတွေကိုပဲလုပ်ခဲ့တယ်ပေါ့နော်သူများတွေပေါ်မှာမကောက်ချစ်ခဲ့ဘူးအမှန်ကန်တဲ့သူကအကျိုးစီးပွားတဲ့ကိုကျိုးစီးပွားပေါ့နော်တဟဇာတာဖြစ်အောင်စူးစမ်းလုပ်ကင်ခဲ့တဲ့သူလေးတွေရှိတယ်ဆိုလို့ရှိရင်တော့အဲစူးစမ်းမှုတွေအသေးပုံတွေကိုခံစားရမယ်ပေါ့နော်တချို့ကကြတော့လေကိုယ်တိုင်ကသူများပေါ်မှာမတရားပြုလုပ်ခဲ့တာမတရားသဖြင့်ကြီးပွားကျင်တာမတရားသဖြင့်ကြော်ကြားကျင်တာနိုင်လို့ကျင်တာအဲ့လိုမျိုးတွေရှိတယ်ဆိုရင်ကတော့အဲ့ဒီကိုယ့်ရဲ့စိတ်ကကိုယ့်ကိုပြန်ပြီးတော့ပေါ့နော်တန်ခမ်းနိုင်တာမျိုးလေးကိုတွေ့ရတယ်ပြောလို့ရှိရင်တော့ဒီခုထုတ်ထားတဲ့သူလေးတွေအတွက်ကပေါ့နော်ဒီချိန်ကာလကဒီလိုသမားလေးတွေအတွက်ကိုယ့်ရဲ့ပြုလုပ်ခဲ့တဲ့အကြောင်းတရားတွေကကိုယ့်ကိုပြန်ပြီးတော့မှသဟဇာတာဖြစ်ပေါ့နော်တမအာဇီဝကြတရားမျှတမှုရှိကိုယ့်ကိုပြန်ပြီးတော့မှစုပေးတံပေးပုံစံမျိုးလေးပေါ့နော်ကံကြမ္မာအဲ့လိုလေးပြုလုပ်လာဖို့ကိုမြင်ရပါတယ်ဒီလိုခုသူသမားလေးတွေအနေနဲ့ကောင်းတာတွေလုပ်ခဲ့မယ်မှန်မှန်ကန်ကန်ကိုယ်ကစူးစမ်းခဲ့တယ်ကောင်းခဲ့တယ်တရားမျှတခဲ့တယ်ပေါ့နော်ဘုသူ့ပေါ်မှာကိုယ်ကမဟုတ်တာတွေမလုပ်ခဲ့တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ့်အတွက်ကဒီကင်းတော့ဗန်တက်ကခုနပြောသလိုပဲကိုကလူကြီးကြားထဲမှာထင်ပေါ်ဆိုကြားလာတာအများအမြင်မှာကိုကပို့ပြီးတော့မှရှင်ဝါတွေတောက်ပလာတာမျိုးယာတိုးတွေတိုးလာတာငွေကြေးတွေပို့ပြီးတော့မှခိုင်မာတောင်းတင်းလာတာလုပ်ငန်းတွေပို့ပြီးတော့ကြီးထွားလာတာsocial media တွေမှာဆိုရင်နာမည်ပုံကြီးလာတာမျိုးပေါ့နော်ကိုဖြစ်ချင်တဲ့အရာတွေကိုကိုယ်တိုင်ဒီမှာစုပ်ကင်လာမျိုးကိုယ့်လက်ထဲမှာပဲပေါ့နော်အောင်မြင်မှုကကိုယ့်လက်ထဲမှာရောက်လာတဲ့အနေအထားလေးကိုတွေ့ရပါတယ်အဲ့ဒါကဒီမှာဆို page shop မှာကိုယ်အနေနဲ့ကအသေးအသေးတွေကိုလည်းထပ်ပြီးတော့မှစောင့်မျှော်နေတာမျိုးတကယ်လို့ဒီလူတို့ထားတဲ့သူလေးတွေအနေနဲ့ကတကယ်လို့တခုဒီမျှော်လင့်နေတဲ့တင်စကားတခုကိုကကြားခဲ့ရပြီးဒီတိုင်အောင်နောက်တစ်ခါထပ်ပြီးတော့မှကိုယ်အနေနဲ့ကိုယ့်ရဲ့ဆန္ဒလေးတွေကတခုပြီးတခုပေါ်လာတာမျိုးလေးတွေပေါ့နော်ဘဝမှာမျှော်လင့်ချက်လေးတခုပြီးတခုကိုယ့်ဘဝရဲ့ရောက်လာတာမျိုးလေးတွေကိုစူးစမ်းမဲ့အရာလေးတွေတခုတည်းမကကိုယ်စီမှာရှိနေတာမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်တချို့ကကြလည်းဒီမျောလင့်နေတဲ့တဲ့တစ်ခုကိုကြားပြီးတဲ့နောက်မှာနောက်ထပ်ထပ်ပြီးတော့မှကိုယ့်ဘဝရဲ့ကိုတကယ်ဘောနော်ဝါသနာအရာပဲဖြစ်စေကိုယ့်ရဲ့စိတ်ဆန္ဒအရာကိုနှလုံးသားတွေကတောင်းတတဲ့အရာတစ်ခုကိုတွေကိုပို့ပြီးပြန်ပြီးတော့အဲ့ကိစ္စကိုပဲအဲ့နောက်ထပ်ကိစ္စတစ်ခုပေါ်မှာကိုအာယုံနေပို့ပြီးတော့ရလာတာမျိုးလေးပေါ့နော်နောက်ထပ်မျောလင့်ချက်အသစ်တစ်ခုကိုဘဝတွေကိုရောက်လာမှပုံစံမျိုးလေးကိုယ်စိတ်ထဲမှာဖြစ်ချင်တဲ့အရာလေးတွေကြံနေသေးတာမျိုးလေးပေါ့နော်အခုဒီဆောင်သားနေတဲ့သတင်းစကားလေးအောင်မြင်ပြီးတဲ့နောက်မှာကိုယ့်ရဲ့တကယ်ဝါသနာပါရကိုယ်စိတ်ကစေညွှန်းတဲ့အရာကိုဖြစ်ချင်တဲ့အရာထက်ဘယ်လိုပြောလဲကိုဘောမှာလုံးသိလုံးထိုက်တဲ့အရာတွေကိုဘဝမှာရပြီးပြီဆိုလို့ရှိရင်ကိုတကယ်လုပ်ချင်တဲ့အရာကိုဝါသနာပါတဲ့အရာလေးတွေကိုပေါ့နော်ကိုအနေနဲ့စိတ်ကူးရင်ခွင့်ရမယ့်အနေအထားမျိုးလေးပေါ့နော်စိတ်ကူးပုံဖော်လို့ရမယ့်အနေအထားလေးတွေလမ်းစာလေးတွေပွင့်လာတာမျိုးလေးကိုလည်းတွေ့ရပါတယ်အဲ့ဒါက turn on once ကိုမြင်တော့ဘာကိုမြင်လဲဆိုတော့လေဒီဂရုသမားလေးတွေကကိုသတင်းစကားကိုစန္ဒတွေပြေဝသွားပြီပေါ့နော်ကိုဖြစ်ချင်တဲ့အရာလေးတွေမျှော်လင့်တဲ့သတင်းစကားတွေကြားရတယ်အဲ့လိုမျိုးကြားရပြီးတဲ့နောက်မှာကိုယ့်အတွက်တာဝန်ဝတ္တရားတွေပို့ပြီးတော့ကြီးထွားလာတာကိုယ်မှာအဲ့သတင်းစကားကိုဖြစ်ချင်တဲ့အရာတွေစန္ဒတွေပြီးမြောက်သွားတာနဲ့တပြိုင်နက်တည်းအဲ့နာမှာကပ်ပါလာတာကိုယ့်ရဲ့အဲ့နေရာနဲ့ထိုက်တဲ့နဲ့ကိုယ့်ရဲ့ဟိုဘာလို့ပျော်ရွှင်မှုနဲ့တူတပါးနဲ့ပါလာတာတာဝန်ယူမှုတွေတာဝန်ခံမှုတွေဘာလို့နားနဲ့ပေးရမယ့်အရာတွေကိုလက်ခံရမယ့်အရာတွေကိုလိုချင်တဲ့ဖြစ်စေမလိုချင်တဲ့ဖြစ်စေကိုယ့်ဘဝထဲမှာဝင်လာမယ့်တခြားတော့ဘောနော်ကိုယ့်အတွက်နည်းနည်းလေးစိတ်ပင်ပန်းရမယ့်အရာလေးတွေအာရုံထားရမယ့်အရာလေးတွေအဲ့လိုကိစ္စလေးတွေလည်းတပါးနဲ့ပါလာမယ့်ပုံစံမျိုးလေးကိုဒီမှာတွေ့ရတယ်ဖေးရှော့ခတ်ခါကြလို့ရှိရင်အဲ့ကိုတာဝန်ယူရမယ့်ကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်ဒီဂရုသမားလေးတွေကလည်းနည်းနည်းလေးစိတ်ထဲမှာဇဝေဇဝါဖြစ်ရတာမျိုးပေါ့နော်ငါလုံးနိုင်မှာမလားငါရဲ့ဒီကိစ္စကိုငါတာဝန်ယူနိုင်မှာမလားငါဖြည့်ရှင်းပေးနိုင်မှာမလားသူတို့တို့ချင်တဲ့အဖြစ်ကိုငါပေးနိုင်မှာမလားပေါ့နော်အဲ့လိုပုံစံမျိုးလေးနည်းနည်းစိတ်ထဲမှာဝါရီဖြစ်ရတာမျိုးလေးတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကိုတိုင်းကဒီမှာဆိုရင် justice energy နဲ့ပေါ့နော်ကိုယ်စိတ်ကိုပဲယုံပြီးတော့မှဟိုမြင်နေအကြားတွေကိုတိတ်ပြီးတော့မှအာယုံမထားဘဲနဲ့ကိုယ့်ရဲ့ကိုယ်တိုင်းပင်ကိုသိစိတ်လေးကိုအာယုံပို့ပြီးတော့မှထားတာမျိုးကိုတိုင်းရဲ့ပြင်ဖို့အည်သွေးတွေကိုကိုတိုင်းကယုံကြည်ရမယ့်အနေအထားမျိုးလေးတွေပေါ့နော်လိုအပ်တယ်ဆိုတာလေးကိုတွေ့ရတယ်တကယ်လို့ကို့မှာကထားပါတော့ဒီຢာတို့တစ်ခုတိုးကိုစောင့်စားနေတယ်အဲ့ຢာတို့ရပြီးတဲ့နောက်မှာကိုတာဝန်ရမယ့်ຢာတွေများလာတယ်အဲ့ຢာတွေနဲ့ပတ်သက်ပြီးတော့ကိုကနည်းနည်းလေးလုံးနိုင်တာမလုံးနိုင်တာကိုပေါ့နော်စိတ်ထဲမှာကိုတန်တရားပြင်းမိတာလုံးနိုင်မှာမလားဆိုပြီးစိုးရိမ်စိတ်လေးဝင်တာပေါ့နော်ဥပမာအဖြစ်တော့အဲ့လိုမျိုးလေးရှိတယ်ဆိုလို့ရှိရင်တော့ကိုစိတ်ကြယုံကြည်တာမျိုးကိုရဲ့အည်သွေးတွေကိုဟိုမြင်အောင်ကြည့်နိုင်လို့လိုအပ်တဲ့အနေအထားလေးပေါ့နော်စိုးရိမ်ဖို့မလိုဘူးဆိုတဲ့ပုံစံလေးကိုတွေ့ရပါတယ်ဒီမှာမြင်လားခင်တော့ once ဒီမှာ page shot ဆိုရင်နောက်ဆုံးကြလို့ရှိရင်ဒီဂူတူသမားလေးတွေကဘယ်လိုပြောမလဲကိုတကယ်ဘယ်လို
ဘောမှာလုံးတင်တာလုံးပြီးတဲ့နောက်ပိုင်းကြလို့ရှိရင်ကိုတကယ်ဖြစ်ရှင်တဲ့အရာတွေနဲ့ပတ်သက်လို့ရှိရင်လုံးခွင့်တွေတဖြည်းဖြည်းချင်းနဲ့ရလာမှာမျိုးပေါ့နော်ဒီကိုယ့်ရဲ့နေရာတစ်ခုကအမြင့်တနေရာနဲ့တနေရာတစ်စင်းပြီးတစ်စင်းမြင့်တက်လာတာနဲ့အမျှဘောမှာကိုစိတ်ထဲဖြစ်ရှင်တဲ့အရာလေးတွေကလည်းကိုနားမှာတစ်ခုပြီးတစ်ခုလိုတဲ့ကူကူလေးရောက်လာတာမျိုးလေးပေါ့နော်ငါဆိုလို့ရှိရင်ဖေးချော်ဝင်ပထမအဆင့်မှာကစိတ်ကူးရင်နာပုံဖော်တာလုံးသိမလုံးသိလေးပေါ့နော်စိတ်ထဲမှာဆန္ဒလေးဖြစ်လာတာမျိုးလေးတွေပဲရှိသေးတာဒါပေမဲ့ဒီနောက်တစ်ဆင့်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်တွေကလုံးဝကိုပေါ့နော် can energy နဲ့ဘာမဆိုငါဖြစ်အောင်လုပ်နိုင်တဲ့ဟေးဆိုတဲ့ယုံကြည်ချက်တွေပေါ့နော်ဘဝမှာခိုင်ခိုင်မာမာနဲ့ချမှတ်လာတာမျိုးလေးတွေကိုယုံကြည်ရတဲ့အရာလေးတွေကကိုယ့်အတွက်တကယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲကိုဖြစ်ချင်တဲ့အရာလေးတွေကကိုနဲ့တဟဇတာဖြစ်တာမျိုးလေးတွေကိုအတွက်ဟိုအစင်တိုးတက်မှုလေးတွေကောင်းတယ်ဆိုတဲ့ပုံစံလေးပေါ့နော်အဲ့လိုပုံစံလေးကိုတွေ့ရပါတယ်အဲ့ဒါကိုကိုတန်တရားမဖြစ်ဘူးကိုတိုင်းကကိုဖြစ်ချင်တဲ့အရာတွေပေါ်မှာဘလို့အရာပဲဖြစ်စေပေါ့နော်ကိုကဆောင်ရွက်နိုင်တာမျိုးလေးတွေလုံးနိုင်တဲ့အရေးချင်းတွေရှိတယ်ဆိုတာလေးကိုကိုသတိရဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုဒီမှာ8 တော့ပတ်တက်ကဲအဲ့ဒါပြောသလိုဒီခုသမားလေးတွေကထားပါတော့လုပ်ငန်းမှာပဲဖြစ်စီပေါ့နော်ဥဆောင်ဦးစီးပြုရတာယာရုတစ်ခုကနေတစ်ခုတိုးတက်ဖို့စောင့်နေရတာယာရုတိုးဖို့စောင့်နေရတာတနေ့အရွှေ့ပြောင်းလို့ဖို့စောင့်နေရတာပဲဖြစ်စီပေါ့နော်တစ်ခုတည်းဒီအခုလက်ရှိအနေထားတဲ့ပိုကောင်းတဲ့ level တစ်ခုကိုရောက်ဖို့ကိုကမျှော်လင့်နေတာဆိုလို့ရှိရင်ရောက်လိမ့်မယ်ပေါ့နော်ရောက်လိမ့်မယ်ထို့အတူပဲဒီမှာ10 once energy နဲ့အဲ့ဒီနောက်မှာကိုရင်ဆိုင်ရမယ်ကိုတာဝန်ယူရမယ်ကိုလက်သင့်ခံရမယ့်အရာလေးတွေဆိုရင်ပူပန်ရမယ့်အရာလေးတွေတာဝန်ယူရမယ့်ကိစ္စရက်လေးတွေအဲ့လေးတွေပါလာမယ်အဲ့နောက်မှာဆိုလို့ရှိရင်ဒီမှာ8 တော့ပတ်တက်နဲ့ကိုဘွားမှာနားချိန်ဆိုတာမရှိတော့အလုပ်တွေတစ်ခုပြီးတစ်ခုကြီးထွားလာတာပုံများလာတာအာယုံတွေပို့ပြီးတော့မှစိုက်ရတာပေါ့နော်အလုပ်တွေပို့ပြီးတော့လုပ်ရမယ့်ဟာမျိုးလေးတွေတွေ့ရတယ်ပြောတယ်အလုပ်တွေပို့လုပ်ရမယ်ငွေတွေပို့ပြီးတော့မှရမယ်ပေါ့နော်ခင်းတော့ပတ်တကယ်နဲ့အခြေအနေတွေပို့ပြီးတိုးတက်ကောင်းမွန်လာမယ်သူများတွေရဲ့ဟိုယုံကြည်အားကိုးမှုတွေကိုလည်းပို့ပြီးတော့ရလာမယ်ပေါ့နော်အလုပ်တွေပို့ပြီးတော့စူးစမ်းရမယ့်အနေအထားလေးကိုတွေ့ရပါတယ်နောက်ဆို Two of Swords Two of Swords ကဒီမှာတော့လေဘယ်လိုပြောမလဲ Two of Swords က negative energy လို့တော့မထင်ဘူးပေါ့နော်မခံစားမိဘူးအဲ့လိုမျိုးအလုပ်တွေများလာတဲ့အများတခြားကိစ္စရက်တွေမှာကိုယ်ကသိပြီးတော့မှအာယုံမထားမိတာတတိမထားမိတော့တာပေါ့နော်ဒီအလုပ်ကိစ္စပေါ်မှာအာယုံတွေရပြီးတော့မှတခြားကိုအဝန်းကျင်တွေကိုမေ့ပြီးတော့မှကိုယ်လုပ်ထဲမှာကိုယ်အချိန်ကုန်မိတာအဲ့လိုကိစ္စရက်လေးတွေဖြစ်ပေါ်တတ်တယ်ပေါ့နော်ကုသသမားလေးတွေအနေနဲ့ကလေအခါတလေကြတော့လေကိုကဟိုယာတို့ကြီးလာတာလူကြီးတယောက်ဖြစ်လာတာတာဝန်ယူမှုတွေများလာတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကိုယ်စိတ်ကအလုပ်တွေပို့ပြီးတော့မှစူးစမ်းပြီးတော့လုံရင်ပေါ့တာဝန်တွေကျင်းအောင်လုံရင်ဒီဝတရားတွေကိုဖြည့်ဖို့ကိုယ်မှစူးစမ်းရင်းနဲ့တကယ်ကိုယ့်အတွက်ကိုယ်ပိုင်အခြေအနေမရှိတော့တာမျိုးကိုနားလူတွေကိုမဆိုင်ပြီးတော့တာမျိုးတစ်ခါတလေတခြားသူတွေပေါ်မှာဘယ်လိုပြောမလဲမေတ္တာပေးဖို့အတွက်ကိုယ်ကမေးရောနေတာမျိုးတွေသူတို့တွေနဲ့ပတ်သက်ပြီးတော့မှကိုသူတို့စိတ်ထဲမှာကိုဘယ်လိုရှိနေလဲကိုကသူတို့ပေါ်မှာတရားမျှတရောမေတ္တာမှုရှိရလားပေါ့တော့ကိုလုံးနေတဲ့အရာလေးတွေပေါ်မှာနည်းနည်းလေးတော့ပြန်ပြီးတော့ဟိုတုံ့တက်ဖို့လိုအပ်တယ်ဆိုတဲ့ပုံစံလေးပေါ့နော်ဟိုအလုပ်တွေစူးစမ်းတော်ရင်နဲ့တစ်ခါတလေမှာပေါ့နော်သူများတွေအတွက်ကိုကတရားမျှတမှုမရှိတာမျိုးဖြစ်ကောင်းဖြစ်နိုင်တာသူများတွေပေါ်မှာနည်းနည်းလေးဟိုစိတ်ပိုင်းဆိုင်ရာပဲဖြစ်စီပေါ့နော်ရုပ်ပိုင်းဆိုင်ရာပဲဖြစ်စီစိတ်ထိခိုက်အောင်လုပ်မိတာမျိုးလေးတွေနည်းနည်းလေးအဲ့လိုကိစ္စလေးတွေကြုံလာနိုင်တာလေးကိုတော့သတိထားဖို့လိုအပ်တယ်ပေါ့နော်ကိုဘွားရဲ့တာဝန်ယူမှုတွေများလာတဲ့အခါကျတော့ကိုအဲ့တာဝန်တွေကိုဖြည့်ဖို့ကိုဘက်ကနေစူးစမ်းရင်းဆောင်ရွက်ရင်းနဲ့တစ်ခါတလေမှာသတိမမှုမိတာလေးတွေသူတစ်ပါးကိုနာကျင်စေတဲ့ကိစ္စတွေလေးတွေအမှန်တွေအမားတွေပေါ့နော်သိပြီးတော့မှမမြင်နိုင်တော့တာမျိုးလေးတွေကိုလုံးနေတဲ့အရာတစ်ခုပေါ်မှာအာယုံဆိုင်ရင်းနဲ့တခြားသူတွေပေါ်မှာသတိလက်လွတ်ဖြစ်သွားတဲ့ကိစ္စလေးတွေပေါ့နော်အဲ့အမျိုးလေးတွေကိုသတိထားပြီးဖို့လိုအပ်ပါတယ်နောက် Two of Wands ဒီမှာကလေ Wands တွေကြီး Page of Wands King of Wands Two of Wands ဒီကုတူလေးတွေတချို့ဒီမှာနောက်တစ်ခုပေါ့နော် energy ခံစားမိတာကလေကုတူသမားလေးတွေကတခါတလေလုံရင်းနဲ့လေဒီကိုအခုလက်ရှိလုပ်နေတဲ့ကိစ္စပေါ်မှာလမ်းကြောင်းပေါ်မှာပေါ့နော်ကိုကတဖြည်းဖြည်းချင်းနဲ့လေဘယ်လိုပြောလဲလုံသိလို့လုံရင်းကနေပြီးတော့မှလှုပ်ချင်လို့လှုပ်တာမျိုးလည်းဖြစ်သွားနိုင်တာလေးကိုတွေ့ရတယ်ပေါ့နော်လုံးသိလို့လောက်တာဆိုတာကထားပါတော့ကိုဘွားအတွက်ကိုကဝါသနာအရတော့ဒီမှာမခံစားမိဘူးပေါ့နော်ကိုရဲ့စာဝန်တွေရေးအရာကိုရဲ့နေထိုင်မှုပုံစံအရာကိုရဲ့မိသားစုရေးအရာပေါ့နော်ထားပါတော့အဲ့လိုမျိုး
ဥမာဘယ်လိုကိစ္စကြောင့်ပဲဖြစ်စီဒီလုံးနေတဲ့ကိစ္စပေါ်မှာလုံရင်းနဲ့ကိုကဒီအဲ့အလုပ်ပေါ်မှာကိုလုံးနေတဲ့အလုပ်ပေါ်မှာဆွဲလန်းတာမျိုးယူသွတ်သွားတာမျိုးယူသွတ်သွားတယ်ဆိုတာကအဲ့ကိစ္စပေါ်မှာအဲ့လုံးနေတဲ့အရာကိုယ့်ရဲ့ဝါသနာတစ်ခုလိုဖြစ်သွားတာမျိုးပေါ့နော်ဥမာအလုပ်အဖြစ်အလုပ်နဲ့ဥမာပေးရမယ်ဆိုလို့ရှိရင်တို့သမားလေးတွေကအလုပ်ကိုလုံရင်းလုံနေဒီအလုပ်ပေါ်မှာယူသွတ်သွားတာပြောချင်တာအလုပ်ပေါ်မှာကိုယ်ဝါသနာတစ်ခုလိုဖြစ်သွားတာကိုလုံးနေတဲ့အရာကကိုယ့်ရဲ့ဝါသနာလိုဖြစ်သွားတယ်ပေါ့နော်ထားပါတော့ဒီလုံးနေတဲ့အလုပ်ကတခြားလက်မှုပညာပဲဖြစ်ဖြစ်marketing ပဲဖြစ်ဖြစ်ပေါ့နော်တခြားဒါပဲကိစ္စမျိုးဆိုပေါ့နော်အဲ့လိုလုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီဟာကိုယ့်ရဲ့လုံရင်းလုံရင်းနဲ့ကျွမ်းကျင်လာရင်ဒီမှာဆို Kindle One Energy နဲ့ဒီမှာပေါ့နော်ဒီမှာဆို Two or One ကိုလုပ်တဲ့အရာကိုယ့်ရဲ့ဝါသနာတစ်ဖြည်းဖြည်းနဲ့ပေါင်းစပ်မိသွားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်တချို့ဒီလူသမားလေးတွေရွေးထားတဲ့သူတွေထဲမှာဆိုလို့ရှိရင်ဘာလို့ဆိုတော့သူကဒီမှာ Kindle Panther ရဲ့ Patient One ရဲ့ Kindle One တပြန်နဲ့ထဲချလာတာဆိုတော့ကြာလေကိုကဒီလိုမျိုးစူးစမ်းနေရတာဒီဖြည့်ဆည်းနေရတာကိုယ့်ရဲ့တာဝန်တရားတွေကိုဖြည့်ရတာကွာကိုယ့်ရဲ့ဝါသနာတစ်ခုလို့ကိုယ့်ရဲ့ကျွမ်းကျင်တဲ့ကိစ္စတဲ့တစ်ခုလို့တစ်ဖြည်းဖြည်းချင်းဖြစ်လာတဲ့အခါနောက်ကြလို့ရှင်ကိုယ်တွေနဲ့ပြန်ပြီးတော့စဉ်းစားမိသွားလိမ့်မယ်ပေါ့နော်ငါဒါကိုလုပ်နေတာငါရဲ့ဝါသနာအရာလားငါလုပ်ချင်လို့လုပ်နေတာလားလုပ်သင့်လို့လုပ်နေတာလားငါလုံးရောလုပ်သိရလားတစ်ဖြည်းဖြည်းနဲ့အဲ့လိုမျိုးတွေကိုကိုပြန်ပြီးသုံးသပ်ရမယ့်ကိစ္စလေးတွေလည်းပေါ်လာနိုင်တာလေးကိုတော့တွေ့ရတယ်ပေါ့နော်တူလေးတွေအနေနဲ့ကကိုကပထမကတော့ဒီကိစ္စတစ်ခုကိုလုံးသင်းလုံးလုပ်တာပဲဖြစ်စေလုံးဝမှမလို့လုပ်တာမျိုးပဲဖြစ်စေပေါ့နော်ကိုကလုပ်ခဲ့တယ်ကိုတက်လည်းပို့ပြီးတော့ကောင်းတဲ့အနေအထားတွေကတစ်ဖြည်းဖြည်းနဲ့ရောက်လာတယ်ဒါပေမဲ့ကိုခုနပြောသလိုပဲပေါ့နော်ဒီ justice energy တွေတော့ဖြစ်ဖို့လိုတယ်ကိုယ်တိုင်ကတရားမျှတတာမျိုးတို့အားလေးပေါ်မှာထိခိုက်နေတာမလုပ်ဖို့တော့လိုအပ်တယ်ဆိုတဲ့အနေအထားလေးပေါ့နော်ကိုရှောင်းမဲ့လမ်းမှာကိုရှောက်တယ်ဆိုပေမဲ့ဘယ်သူမှမထိခိုက်ဖို့တော့လိုအပ်တယ်ဒါမှမဟုတ်လည်းကိုကဒီမှာတစ်ဖြည်းဖြည်းချင်းနဲ့ကိုရဲ့ဝါသနာတစ်ဖြည်းဖြည်းချင်းနဲ့ဒီလုပ်ငန်းနဲ့ဝါသနာနဲ့ပူးပေါင်းမိသွားတာကိုဒီစီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်ရင်တလည်းနဲ့တခြားဝါသနာတစ်ခုကိုပါပြီးတော့မှာပေါ့နော်ကိုဝါသနာပါရတစ်ခုကိုကိုစိတ်ကတွေ့သွားတာအဲ့တွေ့သွားတဲ့အရာပေါ်မှာကိုယ်တိုင်ကလုံရင်းနဲ့ဒီ Kindle One Energy နဲ့ကျွမ်းကျင်လာတာကိုရဲ့ဝါသနာကိုလက်ထဲမှာပဲပေါ့နော်အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရလာတာတစ်ဖြည်းဖြည်းနဲ့အဆင်ပြေလာတာလေးကိုတွေ့တယ်နောက်ဆုံးကြလို့ရှိရင်ဒီလုံးတင်လို့လုံရင်နဲ့ကိုဘွားရဲ့တကယ်လုံးချင်တဲ့အရာတစ်ခုလိုမျိုးဖြစ်သွားတာလေးလည်းတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့နောက်ကြလို့ရှိရင်တော့အပိုင်းကြလို့ရှိရင်ဒီလူတို့ဝင်ထားတဲ့သူလေးတွေကတစ်ဖြည်းဖြည်းချင်းနဲ့ပေါ့နော်ကိုပြန်ပြီးတော့ဆန်းစစ်ရမယ့်အရာလေးတွေကိုပြန်ပြီးသုံးသပ်ရမှာမျိုးလေးတွေရှိတယ်ငါဒီအလုပ်ကိုလုပ်နေတာဒီရှောက်နေတဲ့လမ်းကငါရှောက်ချင်လို့ရှောက်နေတာလားရှောက်တင်လို့ရှောက်နေတာလားရှောက်တင်ရလားလောရောလုံးတင်ရလားဆိုပြီးကိုပြန်ပြီးမိခွန်းထုတ်ရမယ့်အရာလေးတွေပြန်ပြီးစဉ်းစားဆင်ခြင်ရမယ့်အရာလေးတွေတွေ့ရတယ်ပေါ့နော်တကယ်လို့ဒီခုတို့ရထားတဲ့သူလေးတွေအနေနဲ့ကဒီလမ်းကြောင်းကကိုယ်တိုင်ကလုံးချင်လို့ပဲဖြစ်ဖြစ်မလုံးချင်လို့ပဲဖြစ်ဖြစ်လုံးနေရင်တန်လန်းနေပေါ့နော်ခုနပြောသလိုပဲဒီ justice energy လေးပြောင်းမသွားဘူးလို့လိုအပ်တယ်ဘာလို့ဆိုတော့ဒီမှာ true source energy နဲ့တခါတလေမှာကိုယ့်ရဲ့လုံးဆရာရှိတဲ့ကိစ္စတွေလုပ်တယ်ဆိုတာမှန်ပေမဲ့လည်းသူတို့ဘာတွေပေါ်မှာထင်မှတ်ဖန်နဲ့ထိခိုက်မိသွားတာနင်နာစေတာလေးတွေရှိတယ်ဆိုလို့ရှိရင်အဲ့ကိစ္စရလေးတွေကိုတော့ကိုသတိထားပြီးလုပ်ဖို့လိုအပ်ပါတယ်အဲ့လိုမျိုးလေးတွေရှိတတ်တယ်ပေါ့နော်သူတို့ဘာတွေပေါ်မှာနည်းနည်းလေးထိခိုက်မိအောင်လုပ်တာမျိုးဖြစ်စေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပေါ့နော်တခုခုနဲ့သွားပြီးတော့မှသူတို့ဘာပေါ်မှာဒီ justice energy နဲ့justice energy မပေးနိုင်ဘူးဆိုလို့ရှိရင်ကိုပြန်ပြီးတော့မှသုံးသပ်မိရမယ်နောက်ပိုင်းကျမှပြန်ပြီးနောက်ထားရမယ်ကိစ္စလေးတွေဖြည့်ရှင်းရမှာမျိုးလေးတွေပေါ့နော်တွေ့ဝေရမယ့်ကိစ္စလေးတွေရှိနေတာမျိုးလေးကိုတော့တွေ့ရပါတယ်တချို့ကကြလဲဒီကိုဝါသနာပါရဟိုလဲလုံရင်လည်းကိုဝါသနာပါတဲ့ကိစ္စကလည်းတဖြည်းဖြည်းနဲ့ကိုယ့်အတွက်အဆင်ပြေတယ်ပေါ့နော်စိတ်ကျဉ်တဲ့မှုအပြေးဝရတယ်ကိုဖြစ်ချင်တာတွေဖြစ်ရတယ်ကိုလိုချင်တဲ့အနေအထားတစ်ခုကိုလည်းရောက်နိုင်တယ်တစ်ဖက်ကလည်းကိုလုံရတဲ့အလုပ်တစ်ခုကအဆင်ပြေတယ်အောင်မြင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဝတ္တရားတွေကလည်းဖြည့်ရမှလေးတွေများတယ်တာဝန်ယူမှုတွေတာဝန်ခံမှုတွေကိုလက်ခံရတဲ့အရာတွေဝင်နေများတယ်ပေါ့နော်အလုပ်တွေလည်းစူးစမ်းရတယ်ဒီနှစ်ခုကြာမှနည်းနည်းလေးစဉ်းစားရမယ့်အရာလေးတွေရှိတယ်ကိုဖြစ်ရှင်တာနဲ့ကိုလုံးနေတာနဲ့ကြားထဲမှာဘယ်အောင်ရွေးချယ်ရမလဲဆိုတဲ့ကိစ္စရပ်လေးတွေပေါ့နော်ပြန်ပြီးတော့မှစဉ်းစားရမှာမျိုးလေးတွေကိုတော့တွေ့ရပါတယ်တခါတလေကိုဘွားမှာပေါ့နော်လုံးရင်းနဲ့ကိုလုံးနေတဲ့အရာတွေကိုပြန်ပြီးတော့သုံးသပ်ရမှာမျိုးလေးတွေပြန်ပြီးတော့မှဆင်ခြင်ရမယ့်ကိစ္စရပ်လေးတွေပေါ်လာနိုင်တာမျိုးလေးကိုလည်းတွေ့ရပါတယ်ရှင်။ဒါလေးကတော့ခုလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးထားတာဖြစ်တယ်ပေါ့နော်။အနေနဲ့ကြိုက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။အစောတကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အဲဆိုလို့ရှိရင်ခုလေးစီကိုသွားလိုက်ပါမယ်နော်။သူတွေပေါ့နော်ဒီကလေးကိုရေးထားတဲ့သူလေးတွေအတွက်သူတွေသမားလေးတွေရဲ့ဘဝမှာမျောလင်းဆောင်သားနေတဲ့သတင်းစကားလေးတွေရှိတယ်ပေါ့နော်ကိုမျောလင်းတဲ့သတင်းစကားလေးတွေကြားတော့မှလားတာလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးသွားပါမယ်The Empress the Fool Four of Cups
ဒီခရိုသွေးကိုရေးထားတဲ့သူလေးတွေကဒီဘဝမှာတနည်းရဟိုသွားဖို့ပဲဖြစ်စေပေါ့နော်နိုင်ငံရဲ့ခြားတစ်ခုကိုသွားဖို့ပဲဖြစ်စေကိုမှာပေါ့နော်တခြားလမ်းတစ်ခုခရီးတစ်ခုကိုသွားဖို့ပဲဖြစ်စေစောင့်စားနေတယ်မျှော်လင့်နေတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ခရီးလမ်းလေးတစ်ခုသွားဖို့ကြုံတွေ့ရတာမျိုးလေးကိုတွေ့ရပါတယ်ဒီမှာဆို the Empress energy နဲ့ပေါ့နော် the Empress ရဲ့ the Fool ရဲ့ major ကတ်ကြီးပဲပေါ့နော်နှစ်ကတ်ကြာတာဆိုတော့လေမျိုးသမားလေးတွေကိုသွားမှန်လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးပေါ့နော်သတိထားဖို့လိုအပ်တယ်အရန်ကြီးစိတ်လိုက်မှမဆုံးဖြတ်ပဲနဲ့စဉ်းစားချင်းမလိုအပ်တာမျိုးလေးတွေအသေးစိတ်ကိုဘက်ကလေးလာမှမျိုးလေးတွေသတိလေးကိုဒီရလေးထားပြီးတော့ပေါ့နော်ဆုံးဖြတ်ချက်ချဖို့လိုအပ်တယ်ဆိုတဲ့ပုံစံလေးကိုလည်းတွေ့ရပါတယ်ဒီခုသွေးရထားတဲ့သူလေးတွေအနေနဲ့တနည်းရကိုခရီးထွက်ဖို့စဉ်းစားနေတာမျိုးမျှော်လင့်နေတာမျိုးပေါ့နော်နိုင်ငံခြားကိုသွားဖို့ပဲဖြစ်စေအလုပ်သွားလုပ်ဖို့ပဲဖြစ်စေတနည်းအားနဲ့တနည်းအားပြောင်းဖို့သတင်းဆောင်နေတာမျိုးသွားဖို့အတွက်စီစဉ်နေတာမျိုးလေးတွေရှိတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်အနေနဲ့ကိုယ့်ရဲ့လမ်းကြောင်းသွားမဲ့နေရာနဲ့ပတ်သက်ပြီးတော့မှစဉ်းစားဖို့လိုအပ်တယ်အသေးစိတ်လေးပေါ့နော်လေ့လာဖို့လိုအပ်တယ်အရင်ကြီးစိတ်လောပြီးတော့မှမသွားဘဲနဲ့တစ်ခါလေးပြန်ပြီးတော့မှစဉ်းစားဖို့လိုအပ်တာမျိုးလေးတွေ့ရပါတယ်ရှင်နောက်တစ်ခုကဒီခုတို့ရထားတဲ့သူတွေကလေကိုတိုင်းကဒီသွားမဲ့လမ်းနဲ့ပတ်သက်ပြီးတော့မှကိုယ်စိတ်တွေကပြောနေတဲ့ကိစ္စလေးတွေပေါ့နော်ကိုယ့်ရဲ့မသိစိတ်ကပြောနေတဲ့အရာလေးတွေကိုယ်မသိစိတ်မှာခံစားမိတဲ့ကိစ္စလေးတွေရှိရဆိုလို့ရှိရင်အဲ့သတင်းစကားလေးတွေကိုယ်စိတ်ကပြောနေတဲ့ဟာလေးတွေကိုလည်းအလင်းလူမရှိလိုက်ဖို့ပေါ့နော်တခါတော့ပြန်ပြီးတော့မှဆင်ခြင်မှုသုံးသပ်ဖို့လိုအပ်တယ်ဆိုတာလေးကိုတွေ့ရပါတယ်ရှင်ကိုမျောနေတဲ့သတင်းစကားကြားဖို့မရှိဘူးလားဆိုတော့ကြားရဖို့ရှိရဲဒါပေမဲ့နည်းနည်းလေးကိုယ်အတွက် risk ယူရမှာမျိုးလေးတွေကိုလုပ်ချင်ရင်တော့လုပ်လို့ရတယ်လုပ်လို့မရတာမျိုးမဟုတ်ဘူးလို့ဒါပေမဲ့နောက်မှကိုယ်အတွက်နည်းနည်းလေးပြန်ပြီးတော့မှ affect ဖြစ်လာနိုင်တဲ့ကိစ္စလေးတွေပေါ့နော်ကိုရွေးချက်လိုက်တဲ့လမ်းပေါ်မှာကိုယ်တိုင်ပြန်ပြီးတော့မှလက်ခံရမှာလက်ခံရမယ်တန်ပြန်တက်ရောက်မှုလေးတွေကိုတော့ပြန်ပြီးတော့စဉ်းစားဖို့လိုအပ်တယ်ဒီမှာဆိုရင် four crabs energy နဲ့ပေါ့နော်တခြားတော့ပြန်ပြီးတော့မှလေ့လာဖို့လိုအပ်နေတာဉာဏ်ကြီးတော့ပြီးတော့လုပ်ဖို့မလိုပဲတဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုလည်းခံစားမိပါတယ်တချို့ကကြလည်းဒီသွားမဲ့လမ်းကြောင်းတစ်ခုပေါ်မှာဘယ်လိုပြောသွားမဲ့လို့စိတ်ဆုံးဖြတ်ပြီးကမှခုတက်ရှိနေရနေပြီးတော့မှသွားဖို့ဆုံးခွာဖို့နည်းနည်းလေးဝင်လင်းနေတာမျိုးလေးပေါ့နော်ခုတက်ရှိတဲ့နေရာနောက်တဲ့နေရာကိုရွှေ့ဖို့စိတ်ပြီးတော့မှစိတ်မပါတာမျိုးလေးတွေနည်းနည်းလေးစိတ်လေးနေတာမျိုးလေးတွေစိတ်ထဲမှာမပြောမရှင်းဖြစ်နေရတာမျိုးလေးတွေသွားရမှာဆိုပေမဲ့လည်းသိပြီးတော့မသွားခြင်းတဲ့ energy လေးတွေဒီထဲမှာခံစားမိတယ်ပေါ့နော် Page of Pentacles Page of Pentacles, Knight of Cups, Knight of Cups, Queen of Swords. တချို့ကကြလည်းဒီသွားမဲ့ခရီးကကိုယ်နဲ့ကိုယ့်အတွက်ပေါ့နော်ကိုဘွားရဲ့လုပ်ငန်းနဲ့ပတ်သက်နေတာကိုဘွားရဲ့ဒီမိသားစုကိစ္စနဲ့ပတ်သက်နေတာမျိုးလေးတွေတချို့ကကြလည်းငွေကြေးနဲ့ပတ်သက်နေတာမျိုးလေးတွေလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရက်လေးဖြစ်နိုင်တယ်ပေါ့နော်တချို့တွေကကြောက်လဲဘယ်လိုပြောလဲပစုံတယောက်စီကနေပြီးတော့ကိုကဟိုပေါ့နော်ကံလန်းမှုစောင်းနေတာမျိုးတွေပစုံတယောက်စီကသတင်းစကားစောင်းနေတယ်ဆိုလို့ရှိရင်ကိုစီကိုဟိုပေါ့နော်အဲ့သတင်းစကားလေးကရောက်လာဖို့တော့တွေ့ရတယ်ဒါပေမဲ့လည်းခုနပြောသလိုပဲပေါ့နော်နည်းနည်းလေးစွန့်စားရမယ့်ကိစ္စလေးတွေရှိတယ်ကိုယ်တိုင်ကဘာလို့ဆုံးဖြတ်ရမယ်မသိတဲ့အနေအထားလေးတွေအတိတ်ကိုပဲအတိတ်ကညာပေါ့အတိတ်ကဖြစ်ခဲ့တဲ့ကိစ္စတွေကိုမေ့ပြရမှာလားမှမလို့ရှိရင်အခုတိုင်းပဲဆက်ပြီးတော့မှသွားလိုက်ရမလားပေါ့နော်အဲ့လိုမျိုးလေးတွေ့နေရတာပါတယ်တချို့တွေကကြာတော့လေဒီသူတို့ထားတဲ့သူလေးတွေမှာပေါ့နော်အုပ်စု2မျိုးလောက်꿰သွားနိုင်တယ်တချို့ကလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှတနေရသွားဖို့မျှော်လင့်နေတာတချို့နိုင်ငံရဲ့ခြားကိုထွက်ဖို့
သတင်းစကားလေးတွေစောင့်နေတာဆိုလို့ရှိရင်ပေါ့နော်အဲ့လိုသတင်းစကားနိုင်ငံရဲ့ခြားကိုသွားဖို့အလုံးလုံးဖို့တက်တဲ့သူတွေအနေနဲ့ကအဲ့စာပေါ်လာတာမျိုးလေးပေါ့နော်အကောင့်ထဲပေါ်လာတာမျိုးလေးသတင်းစကားလေးကြားဖို့ရှိရဲ့ဒီ Empress နဲ့ The Fool နဲ့ကြားတာဆိုတော့လေခရီးထွက်ဖို့စောင့်နေဆိုလို့ရှိရင်တေချာပေါက်ခရီးထွက်ရလိမ့်မယ်ပေါ့နော်ခုနပြောသလိုနည်းနည်းလေးတစ်ခါတော့ပြောမှကိုသွားမဲ့ကိစ္စလေးနဲ့ပတ်သက်လို့ရှိရင်တေချာလေးလာဖို့လိုအပ်တာမျိုးလေးတွေကိုယ့်ဘက်ကနည်းနည်းလေးတစ်ခါတော့ပြန်ပြီးစဉ်းစားဖို့အချိန်ယူဖို့လိုအပ်တယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကတချို့လေးတွေဒီမှာဆိုရင် page shop ပတ်တက်ခဲ့တဲ့ဆိုတော့တချို့ကအလောက်ကိုင်းနေသွားဖို့တွေ့ရတယ်ပေါ့နော်တချို့ဒီမိသားစုကိစ္စနဲ့ပတ်သက်ပြီးတော့ပြင်ဆင်ငွေကြေးကြောင်းဖြစ်စေအလောက်ကြောင်းဖြစ်စေပေါ့နော်သွားမဲ့လူတွေရှိတယ်ဆိုလို့ရှိရင်မျောလင်းနေတယ်ဆိုလို့ရှိရင်မျောလင်းနေတဲ့သတင်းလေးတွေကြားရပါလိမ့်မယ်တချို့ကကြားလဲဒီမှာ night of caps ရ queen of swords ရ horror caps ရပေါ့နော်ကိုကလေကိုအတိတ်ကလူတယောက်စီကနေပြောမှကိုနဲ့မပတ်သက်တော့တာပဲဖြစ်စေအတိတ်ကလူတယောက်ပေါ့နော်အတိတ်ကလူတယောက်နဲ့ပြန်ပြီးတော့မှအဆင်ပြေဖို့သူ့စီကသတင်းစကားတွေစောင့်နေတာမျိုးဆိုလို့ရှိရင်သတင်းစကားတွေရောက်လာဖို့တော့တွေ့တယ်ပေါ့နော်ဒါပေမဲ့ကို့ပေါ်မှာတကယ်ပေါင်းပေးနိုင်မှာမလားကို့နောက်ထပ်တစ်ချိန်ထပ်ပြီးတော့မှအဆင်မပြေတဲ့ဒီဆက်ဆံရေးတွေကိုဆွဲခေါ်မှာလားဆိုတဲ့အနေအထားလေးတစ်ခုတော့ကိုတိုင်းကတခြားလေးစဉ်းစားပြီးတော့မှဆုံးဖြတ်ဖို့လိုအပ်တယ်ဆိုတဲ့ပုံစံလေးကိုဒီထဲမှာတွေ့ရပါတယ်ရှင်ဒီမှာသူတမားလေးသူတမားလေးတွေကအတိတ်က energy တို့တွေ့ရတယ်ပေါ့နော်ဒီလူဟောင်းကကိုယ်စီကိုပြန်လာမှမျိုးပြန်ပြီးတော့ပတ်သက်ချင်နေတာကိုကအဲ့လိုနဲ့ပတ်သက်ပြီးတော့မှဆုံးဖြတ်ဖို့ခက်နေတာပြီးဆုံးသွားတဲ့ဇလန်းကိုပေါ့နော်အဲ့ပြီးသွားတဲ့နေရာမှာပဲဖျက်ချထားခဲ့ရမလားဒါမှမဟုတ်ရှင်သူပြန်လာတာကိုလက်ခံရမလားနည်းနည်းလေးဒီမှာ horror caps နဲ့ queen of swords ဆုံးဖြတ်ရခက်နေတာမျိုးလေးတွေကိုယ်စိတ်ထဲမှာလည်းသူ့ကိုမပြီးပြတ်နေတာပေါ့နော်ဒီသူကကိုယ့်အတွက်မကောင်းမှုဆိုပေမဲ့လည်းကိုကရည်ပြည့်ကြီးကိုသူ့ကိုမငင်းနိုင်တဲ့အနေအထားလေးတော့တွေ့ရတယ်ပေါ့နော်ဒီလေးတွေကနည်းနည်းလေးတွေ့ဝေနေတာဆုံးဖြတ်ရခက်နေတာဒီလိုနဲ့ပတ်သက်ပြီးတော့မှဆုံးဖြတ်ချက်ချဖို့အတွက်ဝေဝါးနေတဲ့အနေအထားလေးတွေကိုယ်စိတ်ကိုရှင်းရှင်းလေးဖြစ်အောင်မဆုံးဖြတ်နိုင်သေးတာလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရပါတယ် Night of Wands ဒီဂရုသွေးလေးတွေအတွက်ပေါ့နော်ဒီငွေကြေးလောက်ကင်နဲ့ပတ်သက်ပြီးတော့မှနိုင်ငံခြားသွားတာမျိုးခရီးသွားမှာမျိုးတနေရာနဲ့တနေရာရွှေ့ဖို့လိုအပ်နေတဲ့လူလေးတွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလူလေးတွေအနေနဲ့ကတော့တရားပေါက်သွားပြဖို့များတယ်ပေါ့နော်မြန်ဆက်တန်းကိုအဲ့မျောလင်းနေတဲ့သတင်းစကားကြားပါလိမ့်မယ်ကိုအတွက်လည်းတကယ်အောင်မြင်မှုတွေနဲ့အတူပေါ့နော်အဲ့ခရီးလေးကိုစတရားမှာမျိုးလေးတွေခရီးလမ်းမှာကိုပွားအတွက်အောင်မြင်တဲ့ရလက်လေးတွေမြင်ပြရင်ဆိုင်ရမယ့်ကိစ္စလေးတွေတော့ရှိတယ်ပေါ့နော်ကိုတိုင်းကပြောမယ်အတော့ခေါ်ဆိုင်စူးစမ်းမဲ့အနေအထားလေးတွေကကိုရဲ့စူးစမ်းမှုတွေကိုကိုတိုင်းချပြမဲ့အနေအထားလေးပေါ့နော်အောင်မြင်မှုတွေစုခုရရှိမဲ့အနေအထားလေးတွေရှင်းပြတိုက်ခိုက်ရမှာမျိုးလေးတွေရင်ဆိုင်ရမဲ့အနေအထားလေးတွေကိုဘွားရဲ့တကယ်စူးစမ်းပန်းစားနဲ့တကယ်စံတာကိုရောက်မဲ့အနေအထားမျိုးလေးပေါ့နော်ကိုတကယ်ကိုရဲ့လှုပ်ရှားမှုတွေကိုဘွားထဲမှာတကယ်စူးစမ်းမဲ့အချိန်ကောင်းလေးတစ်ခုကိုမှဆိုင်ရပါလိမ့်မယ်ကိုဘွားမှာပြီးလို့ရှိရင်ဒီအောင်မြင်တဲ့အထိမ်းအမှတ်လေးတွေပေါ့နော်အောင်မြင်မှုလေးတွေလည်းတပါးတည်းသိမ့်ပိုက်ရရှိနိုင်မှုကိုပွားတဲ့လမ်းကြောင်းအစပေါ့နော်အဲဒီလမ်းစာတစ်ခုပေါ်ပေါက်လာတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်ရှင်နောက်တစ်ခါဒီမှာ9တော့ swords ခုနပြောသလိုပဲကိုဘွားတယ်မှာလေကိုတိုင်းကမမေးပြောင်းနိုင်တဲ့လူတယောက်ကိုဘွားတယ်ကိုနောက်တစ်ခါထပ်ဝင်လာတာမျိုးအဲ့လူစီကသတင်းစကားအဲ့လူစီကအဆက်အသွယ်တကူကိုစီကိုရောက်လာတာမျိုးကိုလာပြီးတော့စကားပြန်လာပြောတာမျိုးအဆက်အသွယ်ပြန်လာလုပ်တာမျိုးအဲ့လိုပုံစံမျိုးကိုခံစားမိတယ်အဲကြောင့်မလို့ကိုပြန်ပြီးတော့မှစဉ်းစားပါဒီလိုပြန်ပြီးတော့မှဆုံးဖြတ်ပြန်ပတ်သက်ဖို့တင်းတော်လားသူကငါပေါ်တကယ်ရောအဆင်ပြေအောင်ငါ့ကိုဆက်ဆံပေးနိုင်မှာမလားစားရှိတဲ့ဖြစ်ပေါ့နော်ကိုတိုင်းကအခုချိန်လေးဒီလိုနဲ့ပတ်သက်လို့ရှိရင်အိမ်မက်တရားနေအိမ်မက်ဆိုးတွေမက်နေတာအိမ်မက်ဆိုးတွေကနေပြီးရောမထနိုင်သေးတာဒီလူကနေပြီးတော့ဒီလူစီကနေရောမထနိုင်သေးတဲ့အနေအထားလေးကိုခံစားမိရဲကိုကသူ့ကိုမမေးနိုင်သေးတဲ့အချိန်တွေမှာသူကကိုယ့်စီကိုပြန်လာပြီးတော့မှNight of Cups energy နဲ့ဘယ်လိုပြောမလဲအရန်ကြီးကိုယ့်ပေါ်မှာ fashion လေးဖြစ်ပေါ့နော်ဒီချင်းမြတ်တာအပြင်နဲ့ကိုယ့်စီကိုလာမှာမျိုးတော့မဟုတ်ဘူးနည်းနည်းလေးထုံးစံအတိုင်းပဲသူ့ရဲ့ပုံမှန်အတိုင်းပဲပြန်လာမှာမျိုးလေးတော့တွေ့ရတယ်ပေါ့နော်အရန်ကြီးကိုယ့်ပေါ်မှာတက်ကြွနဲ့ကိုယ့်ကိုပြန်ပေးဆက်ချင်လို့လာတာမျိုးမဟုတ်ဘဲနဲ့အရင်ကလိုပဲကိုယ်လာပြီးတော့မှပြန်လာရောတာပြန်လာပတ်သက်တာကိုကလက်ခံမှန်းဒီလိုကိုယ့်စီကိုပြန်လာတာအဲ့လိုပုံစံမျိုးလိုပဲဒီထဲမှာခံစားမိနေရပေါ့နော်ပြောလို့ရှိရင်ဒီကူတူလေးတွေကဒီလိုလုံးလို့ရတယ်ဆိုတာသိနေတော့သူကပြန်လာတာလို့ကိုခံစားမိတယ်ပေါ့နော်ဒီကတ်မာကလေကူတူလေးတွေသူ့မပြတ်သေးဘူးဆိုတာသိလို့လေသူပြန်လာတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲအကြောင်းမလို့ကူတူလေးတွေကကိုတိုင်းကသိတယ်ဒီလိုကကိုပေါ်မှာတကယ်ကောင်းလားမကောင်းလားကိုတိုင်းကသူ့ပေါ်မှာမမေ့နိုင်လေလို့ဒါကိုဆုံးဖြတ်ချက်ခက်နေတာပေါ့နော်ဆုံးဖြတ်ချက်ချဖို့ခက်နေတာသူကကိုပေါ်မှာတကယ်အပြေးအဝမကောင်းပေးနိုင်ဘူးဆိုတာလေကိုတိုင်းကလက်ခံထားပြီးသားလေဒါမှမဟုတ်လေ Power of Past Energy နဲ့
ကိုကရှေ့တိုးရအခက်နောက်ဆုတ်ရအခက်အဲ့လိုလေးပေါ့နော်ဆုံးဖြတ်ချက်ချဖို့ခန့်နေတဲ့အနေအထားလေးကိုတွေ့တယ်ဒါကြောင့်မို့လို့ဒီလူကလည်းကိုယ့်ရဲ့စိတ်ကိုသိနေလို့ပြန်လာတာပေါ့နော်ကိုယ်တိုင်းကဒီသူ့ကိုမပြတ်နိုင်သေးဘူးဆိုတာသူကသိထားတာမျိုးပေါ့နော်အဲ့လိုလေးကိုလည်းခံစားမိပါတယ်ဖတ်သူကကိုယ့်ရဲ့စိတ်ကိုသိနေလို့မို့ကိုကသူနဲ့ပတ်သက်လို့ရှိရင်မပြတ်သားနိုင်တာမှသိနေလို့မို့ကိုယ့်ဘဝတွေကိုပြန်ဝင်လာတာမျိုးလို့တွေ့ရပါတယ်ဒီမှာဆိုလဲ Tree of Cups တချို့တွေဆိုလို့ရှိရင်သူ့မှာတခြားပါတနာရှိနေတဲ့တန်းတဲ့တာမှာကိုယ်စီပြန်လာတာမျိုးလို့လည်းဖြစ်နိုင်တယ်ပေါ့နော်တချို့ကြလည်းကိုယ်နဲ့ဒီတိုင်းပဲအလာဘာတလာဘာပြောဖို့ကိုယ်နဲ့ဘော်ရာခန္ဓာနဲ့လိုပဲကိုယ့်ကမှရန်ကြီးလေးနဲ့လို့မဟုတ်ဘဲနဲ့အပေါ်ရလောက်နဲ့ကိုယ်လာပြီးတော့ပြန်လာပတ်သက်ချင်တာဒီမှာဆို9 of Cups နဲ့3 of Cups ဆိုတော့လေCups ပုံမှာ3 of Cups နဲ့9 of Cups ဆိုတာじゃသိတော့ energy ကမကောင်းဘူးပေါ့နော်အဲ့တော့ energy မကြိုက်ဘူးဒီလိုကပြန်လာပတ်သက်တာကိုယ့်ရဲ့စိတ်ကိုသိနေလို့ကိုကသူ့ပေါ်မပြတ်သားနိုင်သေးတာသူကိုယ်တိုင်ကသိထားတာကိုယ်တိုင်ကလည်းဒီအနေထားကိုတိတိရဲ့နဲ့သူ့ပြတ်တဲ့ငင်းမလှုပ်နိုင်တာဒါကြောင့်မလို့လေသူကပြန်လာရဲတာလို့တော့ဒီကမှာခံစားရတယ်ပေါ့နော်လူသူလေးတွေအနေနဲ့ကဒါကြောင့်မလို့ကိုကတစ်ခါတော့ပြန်ပြီးတော့မှစဉ်းစားပါဒီမှာဆိုတကူ energy နဲ့ကိုယ့်အတွက်ကိုယ်တိုင်ကကိုယ့်နာကျင်မှုကိုပြန်ပြီးတော့မှစတင်မှုအသိရှိတာကိုယ်တိုင်ကစတင်နိုင်လားဒီနာကျင်မှုတွေကိုကိုပြန်ပြီးတော့လက်ခံနိုင်လားကိုပြန်ပြီးတော့စင်ကြယ်မှသုံးသပ်ပါအဲ့လိုလေးပဲဒီကမှာတွေ့ရတယ်ပေါ့နော်ဒါလို့ကိုကသူ့အကြောင်းကိုတည်တည်နဲ့ကိုယ်စီလာတာကိုလည်းဘလို့ရွေးချက်နဲ့လဲဆိုတာတည်တည်နဲ့ပြန်လည်ပြီးတော့မှကိုယ့်ဘက်ကသူ့လက်ခံမယ်ဆိုလို့ရှိရင်ကတော့ကိုယ့်အတွက်တကယ်ကိုစွန့်စားခံဖွင့်ရကြတယ်ပေါ့နော်ကိုယ့်ရဲ့ဒီဘဝမှာကိုယ့်ရဲ့ညားတွေအိမ်မပြောနိုင်တော့တဲ့အနေအထားဒီပေါ့နော်ကိုယ်စိတ်ကိုနာကျင်စေတဲ့လူပြကိုကိုယ့်ဘဝထဲမှာနောက်တစ်ခါပြန်ဝင်မှုနောက်တစ်ခါပြန်လာလက်ခံဖို့ပေါ့နော်ကိုယ်တိုင်ကတခြားလေးစဉ်းစားပြီးတော့စဉ်းစားဆုံးဖြတ်ပါလို့အကြံပြုပါတယ်တချို့ဒီခရီးသွားဖို့တလို့သွားလို့ကိုပေါ့နော်တနေရာနဲ့တနေရာကိုသွားဖို့ညှော်လင့်နေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ကတော့အဲ့တဲ့စကားကိုကြားပေါင်းလေးကြားရမယ်ပေါ့နော်အဲ့လမ်းကြောင်းမှာတော့ကိုယ့်ရဲ့စူးစမ်းအထောက်မှုတွေကတော့ချက်တန်းသွားလို့မဖြစ်ဘူးပေါ့နော်အမြင်မှုတွေရဖို့ဆိုလို့ရှိရင်ကိုယ့်ဘက်ကအတတ်နိုင်ဆုံးစစ်တီတော်တအူးတို့ပေါ့နော် energy နဲ့ဘလို့ခက်ခဲပဲရှိနောက်မဆုတ်တန်းရှေ့တိုးပြီးတော့မှနေဆိုင်တိုက်ပွဲဝင်မှုတော့လိုအပ်တယ်ပေါ့နော်အဲ့ကြမှာပဲအမြင်မှုတွေရနိုင်တာမျိုးလေးကိုတော့တွေ့ရပါတယ်တို့လည်းကိုနဲ့တော့ဒီအမြင်မှုတွေစုဖို့တော့မလွယ်ဘူးပေါ့နော်ကိုဘွားရဲ့စူးစမ်းအထောက်အမကဏ္ဍလေးတွေရောက်လာမှမျိုးလေးကိုတော့တွေ့ရပါတယ်ရှင်ဒါလေးကတော့သူလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးထားတာဖြစ်တယ်ပေါ့နော်နာကျေကြကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဝိတွေများမှပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်နော်အားလုံးပဲမိမိမျှော်လင့်ဆောင်စားတဲ့တဲ့စကားလေးတွေကိုကြားပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်နောက်ဝိတွေများမှပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်နော်